vì ca rồi hết tính tính miền rồi du ra rồi mẹ du ra rồi tôi sẽ ra Chuyện này bà em chị à. ê giờ cứ kia sao đến tôi sẽ mà ra về đó ta ra cũng quyết chuyện ông chết đấy mình sau sẽ nè xe rồi đi ra là về đi sống mà chả cái đó tôi sẽ mà ra rồi là bà mà lâu ra mà bỏ hếtคุณอามาเลเซียรอดได้ไหมဘုဒ္ဓရလည်းမကျက်နည်းတော့ဘုဒ္ဓတွေကျက်တော့အောင်မဲ့ထင်ရင်ပေါ့လေနေရနေအပြီးစစ်မပြောတာပဲကဲ Này. ဟေးနေရနေအပြီးဆိုတော့ဗျာကြားတာပဲ Tí này bỏ nó phải là tí này tí ấy. တရက်နှစ်ပြန်ကအပြီးပေါ့လေအကျတော့9ရက်နေလို့ပြောတာပဲသူတို့အောင်စင်ရိုက်มาတယ်ဗါလဲဆိုတော့ဟုတ်တာအောင်စင် စစ်ပြီးရဲ့ဖေကတချို့ကြောင်းအောင်ပြန်ရောက်နေပြီတဲ့ အားလကားရှောက်ပြောတာအဲ့ဒီကတော့မမှန်ဘူး ဟာလား ငါဖတ်လိုက်ရတယ်ညာဘယ်ရောက်ပါဒီကြောင်းရောက်ဒီကနှစ်ပါးပါတယ်ဥစ္စာသူတို့လာ မရောက်သေးဘူးဖေက ရောက်နေမင်းကအဲ့ဒီအတန်လေးမှားလိုက်ရတာ အာ ဒီကပြည့်ရင်အစားထိုးရအောင် တမ အဓိကအဲ့ဒါသူကကဘာကြီးယူသွားတာ ဩ အကြတွေကများတယ်ကြလန့်နေလို့မပြောနေတော့အတိတ်သံတတ်တာအောင်မေးကြမှာပါဘုန်းကြီးတွေကပြင်မမပြင်တာနော်ဓမ္မပဒလည်းခက်သားပဲငါဖတ်ကြည့်ပဲနည်းနည်းပေါ်လွန်တာလေးတွေမေးရနော်ဘုန်းကြီးတွေလက်ဆွမ်းပြတာပေါ့လေမာနတွေကပြောင်းတော့ပု္ပ္ပကတွေကလည်းအစ်စ်တွေများပုံကြကဲတို့အေးမြေကြီးအတိတ်သံတတ်တာပြီးပြီမဟုတ်လား Mà bí thế cũng phải à. ဟုတ်လား Sản ta mới giàu tí. တဘောသတိကတော့ပြီးပြီအစ္ဆန္တံဘယ်လိုပြောပြမှာလဲ Ở tí ăn ta mà phải à. အေသောဓာတာ Số đà đà ga. Ở tí ổ đà đà mà phải à. ပစ္စယော Yo, bát tí ở yo nó phải à. ပ Bát တိ tí ở ယ yo. ပတိယယောမယူရတွက်လိုက်စမ်းပစ္စယောပစ္စယောကဟိုတရားရက်တောင်နေတွေ့အတုဝချရာလည်းတွေ့ရက်လည်းတွေ့အလူဝဲတွေလည်းတွေ့တယ်24ပစ္စည်းအဝိုင်းမတွေ့ဘူးလား Tuy bà đấy phải à. တွက်လိုက်စမ်းတော့ကြာသူကဟိုတဲ့မပါဘူးကစ္စည်းတဲ့ဒီရုပ်တွေကမပါဘူးဟမ် ပြမဘယ်တော့တော့ပြီးတပြီးတော့ Wow, sao biết là sang ngã đâm gì? Sao biết là sang ngã thì mà rồi đấy. Ta bố sản chi ấy, bia yêu đi đấy. နဘောဇာတိရဲ့ပြရုပ်တွေ Vậy là sang ngã ấy ở bộ trong này mà. ပစ္စည်းနော်ဟုတ် Ừ. Cô mà u lý hỏa, rùa tay thì ấy sang ngã đấy. ဟောပစ္စယောတွေ့ပါပြီဖေပစ္စယောကိုပတိအယောဟုပုတ်ဖြဲ၍ဒီသဘောစန္တိဟုသောတုံးဖြင့်နောက်အာတရာကြောင့်ပတိတိတတာကိုစပြုနေပရတယုတ်တိဟုသောတုံးဖြင့်တရာကေသောစပြုကိုနောက်အာတရာတို့ကပရတွေဘာဝဌာနေဟုသောတုံးဖြင့်စာဤတတိတတွေကိုစလာပစ္စယောကပြီးပါဗျာ ပစ္စယောကပြီးအဲ့လိုတွက်ကြမတဘောဇံတုတ်ပြီးပြရုပ်စင်းတုတ်တွေပေါ်ချီတဲ့တဘောဇာတိတုတ်နဲ့စီရင်ပြီးသမျှတွေပေါ်လာမယ်ဆိုတာမမေ့နဲ့နော်ဟုတ်လား တဘောဇံတုတ်ပြီးပြရုပ်စင်းတုတ်တွေပေါ်ချီနော်အေးညာသာရိစာပြီးသမျှဘာဝတွေပေါ်ချီအေးညာတို့သာရိစာတို့ပြီးရင်လည်းပဲအဲ့ဒါတွေပေါ်လာမယ်တဲ့နော်ရဝတ္တံဆိုပြီးပြရုပ်မုတ်ချတွေပေါ်ချီတဲ့
ဟောရဝတ္တံတုတ်စီရင်ပြီးလို့ရှိရင်အမြဲတမ်းတွေးပေါ်လာရမယ်တတ္တသာဝကပြီးသည်မြတ်နော်မုတ်ချတွေးပေါ်ဒီတတ္တသာဝကတုတ်စီရင်ပြီးလို့ရှိရင်လည်းပဲအမြဲတမ်းတွေးပေါ်လာရမယ်နော်အမြဲတမ်းတွေးပေါ်လာရမယ်အဲ့ဒါနော်တုတ်တွေကိုမှတ်ထားပြီတော့သဘောစန္တိရဲ့အေညာတယေသာနော်ယဝတံတာလန္တဒါဂာရဏမေသနာနိသလာညာသဂာရတံနောက်တတ္တသာဝကယဂာရဝဂာရတံဟောအဲ့ဒီတုတ်ပြီးရင်လည်းအမြဲတမ်းတွေးပေါ်မလာဘူးလား လာပါတယ်ဗျာ အေးတွေး လာ ပေါ် ပါ လာတယ်ကြိုက်သားဆိုအတိတ်သန္တတဘောတမန်ကာသွားတာနော် မမ အေးဆို တိတ္တစန္တတဆိုရင်အတိအိစေတတအန္တဘူတတအတိတတတဣဝံနေပရေတဘောစန္တိတိဝုဒ္ဓရူပန္နဟောတိအဲ့ဆိုရင်နိမိတ်ကနေစရင်ပရေဣဝံနေနှစ်ခုအဲ့ဆိုရင်ပရေနှောင်းတော့ဣဝံနေဣဝံကြောက်ပါဗျာနိမိတ်ကိုအဲ့ဒါပြီးရင်အတိတ္တစန္တတအန္တဘူတတတိတတတသုံးခုကဝိဘတ်တူတယ်အဲ့ဆိုရင်အတိတ်အတိအိစေတတအတိအိစေတတဆိုအတိဟူသောအတိဟူသောအန္တဘူတတအ မ စုံ ဟုတ်ဘူးအဲ့ဒါကြတော့အဲ့လိုပြေးလို့မရဘူးအတိဣစေတတအတိဟုသောဤသရာဤဟောအန္တ ဘု ဘု ရား ရား ပါနေ အတိသရာရဲ့အစိတ်အပိုင်းလေးလေ ဓမ္မ အဲ အတိဟူသောဣတတမှန်ပါဗျာအတိဟူသောဣတတအန္တဘူတတအစိတ်ဖြစ်၍ဖြစ်သော ဟွန်း ဖြစ်သောတိတတတတိတတာဤဟုတ်တာပဲတစ်ခုနှစ်ခုအတိကနေတိဖြစ်တာဒီမှာကတိတတာဤတဘောစန္တိတိတဘောစန္တိဟူသောတုတ်တဘောစန္တိခု၍ပဲပြောမှာပေါ့နော်ဗျ ဟူ တဘောစန္တိဟူ၍ဗုဒ္ဓရူပံဆိုအပ်ပြီးသောယုတ်သည်နာဟောတိမဖြစ်ပါဗျာ အဲနာဝတိမပြေတဘောဇာတိတုတ်ကအတိပတိနော် ဒီပ ဥ တိ တိ ဣ ပုံ တိ မှာတိသရာ၎င်းနောက်မှပေါင်းအုပ်ကြောင်းဆရာအလိုဒီတဘောဇာတိတုတ်လေ မှန်ပါ ဟုတ် ဗျာ ဘူးလား မှ နော် န်ပါ တဘောဇာတိကတိသရာကိုပဲမလုပ်ရမှာတော့ ဒီကိုပဲစပြူပါ သာ ဗျာ ဓုကမှာအတိပတိတဲ့အတိသရာပတိသရာတို့ရဲ့တိသရာလေးကိုပဲမလုပ်ရမှာတော့ စပြူ သာ ဗျာ ဓုကမှာတဲ့နော်တဘောအိစေဆိုတိတတ်တော်လို့ပြောလိုက်တော့တိသရာကြီးတစ်ခုလုံးကိုဖွင့်ရမှာလို့ပြောတာနော်ခုနေ့ကသာပြောခဲ့ပါပြီတဘောဇန်တို့အစီရင်ပြီးလို့ချင်းတွေပေါ်လာရမယ်အကြောင်းလေးဟိုမဲ့စာမျက်နှာစလေးအောင်ဆုံးမယ်တို့အေးမင်းတို့တွေ့လားပရာဒွိဘာဝဌာနေတိဒွိတံဆိုပြီးတော့ဒီနေရာမှာမညွှန်လိုက်ဘူးလား ညွှန်လိုက်ပါလေ အဲ့ ဗျာ ဒါကိုဆရာတော်ကြီးတွေကတဘောဇန်တို့ပြီးပြရုပ်စင်းတုပ်တွေပေါ်ကြီးတဲ့တဘောဇန်တိနဲ့ပြီးလို့ချင်းတွေပေါ်မြဲလာမယ်ဆိုပြီးတော့အဲ့လိုလေးမပြောဘူးလားဟဲ့ ပြောပါလေဗျာ အဲ့ဒါလေးနော်ဒီတော့ဟိုကတိသရာကိုစပြရမှာကိုအတိတ်သသန္တတကနောက်ကဣဝဏ်အောင်လို့ရှိရဲ့တဲ့တိသရာကိုတိသရာကိုဗါတယ်တော့ဟဲ့စမပြုပါနဲ့လို့မတားလိုက်ဘူးလား မှားပါလေဗျာ ဒါဖြင့်သဘောတန်တိသုံးရဲ့အစဉ်ကိုတားရမရောက်ဘူးလား ရောက်ပါလေဗျာ အဲ့ဒါလေဝုဒ္ဓတုပ္ပန္နာဟောဒီဒါအဲ့ဒီအတိတ်သသန္တတသုတ်ငယ်တန်းနေဆိုရင်ဒါပါဠိကျက်ဖို့ဘုံကိုရွေးပေးကြတယ်တဘောဇာတိသုတ်ရဲ့အစဉ်ကိုတားမြစ်သောသုတ်ကိုပါဠိရေးပြပါသုံးဟုတ်ကြီးဥဒါတုံကုံစင်အောင်ရေးပြပါလို့ဒါဒီလိုမေးပါပေါ့နော်သုံးရောဟုတ်ကြီးရောအကုန်တစ်သုတ်လုံးရေးရမှာပေါ့တချို့ကြတော့ဟုတ်ကြီးတယ်မေးတာရှိတယ်ဥဒါတုံတွေမပါဘူးကြိုက်တာကြဒါဟောကြည့်မပြည့်လို့ဒီလိုလေးမပြောဘူးလားဒါပရိသေဒဝိရိတုံးလို့ခေါ်တာပေါ့ဒီတုံးကိုနာမည်တက်လိုက်တော့ဘာလို့ခေါ်တာတော့ တ
တိတေတာဝိဓိတုတ်ပါဗျာ ပရိသေတာဝိရိတုတ်အစီရင်ကိုတားမြစ်တဲ့တုတ်နော်လောဘဒေတာအာဂမနဲ့ဒီကတတ်သည်ပရိသေတာပစ္စယတိဝိဘတ်တိဝိရိတုတ်ရှစ်ပြားတဲ့ပစ္စည်းကျမ်းမှာဝိရိတုတ်အမျိုးအစားပေါင်းဘယ်နှမျိုးရှိတာလဲတော့ရှစ်မျိုးရှိတယ် ဟုတ်လား နော်ဘယ်နှမျိုးရှိတော့ ရှင်မျိုးပါဗျာ ရှစ်မျိုးရှိတယ်အဲ့ဒီလည်းကသရတရိလောဘတုတ်မှာပါလိမ့်မယ်နော်ရှိလိမ့်မယ်လည်းဟာလောဘဒေတာအာဂမနဲ့ဒီကတတ်သည်ပရိသေတာပစ္စယတိဝိဘတ်တိဝိရိတုတ်ရှစ်ဖြာနော်အစီရင်ကိုပြောတဲ့တုတ်ရှစ်မျိုး ပါတယ်ဗျာစာမျက်နှာဖုံဖုံစာအုပ်စာမျက်နှာ14မှာ စာမျက်နှာ14မှာတဲ့နော်အဲ့ဒီလက်ကကိုင်တော့မှကြည့်ကြတော့အလုံးမဟုတ်လားဟဲ့ မှန်ပါဗျာ ဖြည်းဖြည်းချင်းပေါ့ကိုင်ဒါဆိုရင်ပြီးရောပေါ့အတိတ်သာအတိဆိုပြီးတော့မပြောဘူးလား ပြောပါတယ်ဗျာ အတိတ်သာအတိ တိတ်တာတိအတိတ်တာဟူသောပုတ်တိလားဗျာအတိဥပတက္ကာနုကရဏမေတံဆိုရင်ဧတံအတိဥပတက္ကာနုကရဏဧတံမို့နော်ဗျာဆိုရင် အတိဥပတက္ကာနော်ဥပတက္ခနုကရဏဧတံနော်အတိသရာရဲ့အတိလေးကိုပဲယူရမှာလို့ပြောတာနော်အတိတ်တာတိအထာလို့အဲ့ဒါလေးထည့်မရဘူးအတိတ်တာတိအထာအတိတ်တာဟူသောဤပုံ၌အတိတိဧတံအတိဟူသောဤနာမည်သည်ဤသရာသည် ဧတံတိတိဧတံ ဥပတက္ခာနုလားနားငယ်လားမကွဲဘူးဥပတက္ခာ နု နုကရဏံ အနုကရဏ ဥပဒါရပုတ်ဥပဒါရပုတ်ဘာလို့ပါလား အတုလားဗျာ ဟုတ်ပြီအနုကအဆင်းလိုက်တာလေ ပြင်လိုက်တာကရဏ ဥပဒါ ပြု ရ တာ ပုတ်ကရဏပြုတာဥပဒါရပုတ်အတုပြုသောပုတ်ဒီဥပဒါရပုတ်အတုပြုသောပုတ်ဒီတဲ့အတိဆိုတာလေးရတယ်ဥပဒါရပုတ်အတုတဲ့အစစ်မဟုတ်ဘူးတဲ့နော်ဥပဒါရပုတ်ဘာတဲ့တော့ဟဲ့ အတုပါဗျာအစမဟုတ် တစ်ခေါက်ဆိုလိုက်တာအတ္တလေးရတဲ့ပြီလေ ဒီမှာအထနဲ့အတိတိလေးပါဗျာ စိတ်ပွင့်ပြအတ္တမရှိထိလေမြဲတဲ့ ဩဟုတ်တယ် နော် ထည့်လိမ့်မယ် ဘောဝတီးထားခဲ့ပြီအတိတ်သစန္ဒတ္တလို့အပေါင်းတည်တာအခုဟာအတိတ်သဆိုတဲ့ပုဂ္ဂလိဖွင့်မှာပြည့်လို့အဋ္ဌမပါဘူးအဋ္ဌမပါတဲ့အတွက်အဋ္ဌလေးမထည့်ဘူးလားဟဲ့ ထည့်လိုက်ပါတယ်ဗျာ အဋ္ဌလေးထည့်လိုက်တာပါတဲ့အပေါင်းတည်တာစိတ်မွေ့မြအဋ္ဌမရှိထဲလေမြဲတဲ့ဟုတ် မှန်ပါဗျာဆိုရင်အတိတ်တာတိအထအတိတ်တာဟူသောပုံဤပုံ၌ပေါ့နော်ဗျာ ဟုတ်တယ် အတိတိလေးပါထည့်အတိတိဧတံအတိတိဟူသောပုံသည်အတိဥပတက္ကာနုကရဏအတိဥပတာရာပုံကိုအတုပြုထားသောပုံဒီပါဗျာ အတိဥပဒါရဘုကိုအတုပြုထားတဲ့အတုလောက်ထားတဲ့တရားတဲ့တရားတော်အတုကရှိတယ်နော်အရက်တဲ့အတုတွေကများနေတာ ဟိုဒါဆိုအတုဆိုတာအနုကရဏံလို့သုံးလိုက်ရင်ရတာပေါ့နော်ဗျာ ဘောအတုဆိုတာအနုကရဏအစင်လိုက်တယ်လို့ပြောတာပေါ့အနုကရဏအစင်ပြုတာပေါ့နော်အစင်ပြုတာကိုအတုလိုက်တယ်အတုပြုထားတယ်လို့သူတို့ဆိုလိုတာပေါ့နော်အတိဆိုတဲ့ဥပဒါရပုဂ္ဂလိနော်ဥပဒါရပုအစ်စ်မဟုတ်ဘူးတဲ့အတုတဲ့ဥပဒါရပုအစ်စ်ဟုတ်ကဲ့လား
မဟုတ်ပါဗျာ အစစ်မဟုတ်ဘူးတဲ့ဘာပြောတာလဲအတူလေး တို့ နော် တို့ အတူလေးတဲ့နော်အတူလေးတဲ့အတူတဲ့ဥပဒါရဘုတ်အတူတဲ့အဲ့ဒါလေးပြောတာပါနောက်ဟိုကနောက်ကဆက်လာတယ်ဒီနေဝိထတဲ့ဒီနေဝအဋ္ဌပေါ့ဒီနေဝိထဘယ်လိုပြောကြ ဒီနေဝအဋ္ဌပါဗျာ ဒီနေဝအဋ္ဌနော် တေနဧဝအဋ္ဌပေါ့နော်ဗျာ တေနပေါ့ဧဝအဋ္ဌလေဆိုကြည့်တာ တေနဧဝတေနတေနထို့ကြောင့်ဧဝနဲ့ပါလိုက် တွဲ တော့ ရမှာလေတေနေဝ ဒီနေဝထို့ကြောင့်ဒါလေ ထို့ကြောင့် တေ ဒါ နေဝတို့ကြောင့်ဒါလည်းရင်တို့ကြောင့်ပင်လည်းရင် ထို့ကြောင့်ပင် ဧ လေ ဝသရာတွေ့လေရဒါလည်းရင်ပင်လည်းရင်မေးတဲ့ဧဝသရာတွေ့လို့ရင်တော့ဒါလည်းရင်တော်၎င်းတို့မဟုတ်ပါတော့ ပင်မြင်တော်၎င်းပါ ပင် ဗျာ လည်းရင်တော်၎င်းတရုတ်ကြီးဆိုရင်ပင်လည်းရင်ပေးတာများပါတယ်နော်တရုတ်ဖော်ပြတဲ့နေရာမျိုးဆိုရင်ဘာကိုပေးတာများတော့ မြင်မြင်ကိုပေးရများပါတယ်ဗျာ ဒီနေဝတို့ကြောင့်ဒါလည်းရင် အဋ္ဌဆိုဤသုံး၌ပေါ့နော်ဗျာ အဲ့ဒါဤသုံးနိုင် အဋ္ ရ ဌဤအတိတ်စံတတ္တသုံး၌ဝိပတ္တိလောဘ နီးတာဆိုရင်တော့အတိတ်တာဟူသောပုံနိုင် ဟောအတိတ်သောပုံနဲ့တမအတိတ်ဟုသောပုံ၌ဝိပတ္တိလောဘဘာဝေဝိပတ်ကြေခြင်းဝိပတ်ကြေခြင်းဤမရှိခြင်းသည်ဟောတိဖြစ်၏ပါဗျာ ဝိဘတ်ခြေပဒါဟုတဲ့တကယ်တမ်းဆိုတပ္ပတမဟူသောသုံးနဲ့ဥပဒါရဘုတ်နိဗ္ဗပုတ်တင်အောင်တက်လို့ရှိရင်ဝိဘတ်တက်လို့ရှိရင်မခြေရဘူးလား ဖြေရပါတယ်ဗျာ ခြေရမှာဒါပေမဲ့အတိတ်တာအတိဟူသောနိဗ္ဗပုတ်ဤအတိဟူသောဥပဒါရပုတ်ဤလို့အဲ့လိုအနဲ့မပြန်ဘူးလားအတိတ်တာနောင်မှာတာဝိဘတ်ကြီးကတန်းလိုင်းမမြင်ရဘူးလားဟဲ့ ပြန်ပါတယ်ဗျာ ဒါပြန်ဝိဘတ်ခြေရလား ခြေသားပါဗျာ ဥပဒါရဘုံနိဗ္ဗပုတ်နောင်ဝိဘတ်90တက်ဘာလို့ပြရမှာလဲတော့ ခြေပြရပါပါဗျာ ခြေရမှာကအခုမခြေပဲတဲ့ပြောထားတဲ့စကားတဲ့ဝိဘတ်မခြေပဲနဲ့ပြောမတာဘူးလား ပြောထားပါဦး ဝိဘတ်မခြေပဲနဲ့ပြောထားတာဒါတမတ်တွဲတဲ့အခါကျဝိဘတ်ခြေကတိခက်လာယူမခြေရပါထိုးတရာယူပါအလုဒ္ဒသမတ်လို့နာမည်တက်မှာပေါ့သူတို့တဲ့တွဲရဲ့နော်ဘာသမတ်လို့နာမည်တက်မှာတော့ ဒီဥစ္စာအလုဒ္ဒသမတ်ဗျာ အခုကတပုတ်တဲ့သမတ်မဟုတ်ပါဘူး တခုလေ စမီလို့ပြောတာပါပဲနဲ့အဲ့လိုဝိဘတ်မခြေပဲနဲ့တွေ့ရလို့ရှိရဲ့လို့အလုဒ္ဒသမတ်လို့ပြောလို့နော်အလုဒ္ဒသမတ်လို့နာမည်တားလို့တခါတည်းဟိုဘက်သမတ်ပါဆက်စပ်မိသွားနော် ပပင်ကရောလို့ဟာမျိုး ပပင်ကရောတို့လိုဟာမျိုးပေါ့ ပင်ကရောလို့ ဒီပင်ကရောတို့ပပင်ကရောတို့အဲ့ဒါတွေဝိဘတ်မခြေဘူးလေဟုတ်လား မှန်ပါဗျာ သမတ်6တန်မြည်မသိသမတ်6တန်မြည်မသိပြီးမရှိဖြစ်ပါပြီကွယ်သမတ်6တန်မြည်မသိပြီးမရှိဖြစ်ပါပြီကွယ်သမတ်6ပါးရဲ့နာမည်ရောသိသေးရဲ့လား ဘာကန်တိတက်ဘာကန်တိတက်ဘာကန်တိတက်ဘာဒုံထက်6ရက်သမတာဘာကန်ဘဟုတ်ကြီးရဲ့ဗျာကန်တိတက်ပါဗျာကန်တိတက်ဆိုတာအဗျာရရဲ့ သမတ်ကစားတာ ဗျာအဗျာကန်တိတက်ဗျာရရဲ့ကမ္မတာရီရဲ့ဗျာကန်တိခုရဲ့တပုရိရဲ့ပြီးလို့ရှိရင်ဘဟုတ်ကြီးရဲ့ဒုံသမတ်ရဲ့6ခုပါဗျာရပါသေးရဲ့ဗျာသိမဖြင်းသေးပါဘူးဗျာ မပြင်းသေးပါဘူးဖြစ်ပါပြီကွယ်မပြင်းသေးဘူးဟောတော့လား မှန်ပါဗျာ အဲ့လိုပေါ့ဝိဘတ်မကြည့်ဘူးဆိုရင်အဲ့လိုသမတ်နာမည်တက်ရင်အဲ့လိုတက်ရတဲ့အကြောင်းဒီနာဆက်ဆက်မိလို့ပြောတာ မှန်ပါဗျာ နော်ဆက်ဆက်မိလို့ပြောတာပါတဲ့ဝိဘတ်ဒီလောဘဘာဝတဲ့ဝိဘတ်မခြေတာဘူးတဲ့နော်
ဝိဘခေမတာအဋ္ဌစာဆိုပြီးတော့လာနော်ဆို 一踏煞是煞你点啥嘛？我煞哦，煞乌啊，路边旁边咯，煞乌啊，一踏所以大家都都过来说 တော့ 你 ပဲ 咯， ဆိုတော့ 一对大山大大走哪，安大大多，安大大多大大无尽你对大不个人那多，地大大大不等地大大没有。อันตาตาโตอันตาตาติตตาวิตินิติดับปการณาโตဆိုရင်တဒါစီရင်ခြင်းကိုတားမြစ်ခြင်းအကျိုးကြောင့်လားဗျာအကျိုး အဲ အကျိုးပการณာအကျိုးကြောင့်အတိတန်တာဘူတံအတိတတာအဆုံးရှိသည်ဖြစ်၍ဖြစ်သောတိတတံဧဝတိတတမေဝတိတတံဧဝတိတတာကိုသာနေဝတ္တတိဆိုဤနာဣဝနံတိတတပံဣဝနံတိဣဝဟူ၍နာတတပံမပြအပ်အဲ့လိုလားမသိရ မမအပါ မမအတတပံမအ အဲ့ဒီမှာအတိတဒန္တဘူတံအတိသရာဤအစိတ်ဖြစ်၍ဖြစ်သောနော်အတိသရာဤဘာတော့ အစိတ်ဖြစ်ဖြစ်သော အတိအစိတ်ဖြစ်၍ဖြစ်သောတိတဒမေဝတိသရာကိုသာလျင်ဝရတိ ဆို မိတ် ဤ ဆို၏နော်တိသရာကိုပဲပြောတာပါတဲ့နော်နာဣဝနံဣဝနံဣဝံကိုနာဝရတိမမိတ်ဆိုဟောနာဝရတိဣဝံကိုဆိုလိုတာမဟုတ်ဘူးတဲ့နော်တိသရာကြီးတစ်ခုလုံးကိုပြောတာတဲ့တာပြည့်ရမီဟာဣသရကိုမယူနဲ့နော် မ ဒါကတာပြည့်လေးတစ်ခုတည်းလည်းမယူနဲ့တဲ့ ဩ အန္တသရာထဲ့ခြင်းရည်ပဲချက်ကအဲ့ဒါနော်ကြားလားအဲ့ဒါတွေကိုမယူနဲ့တဲ့ဘာပြောလိုက်တာလဲဒါနာဝရတိမပြောဆိုဘူးတဲ့ဣဝံပဲယူရမယ်လို့လည်းမဆိုလိုဘူးတဲ့တာပြီးလေးတယ်လည်းမဆိုလိုဘူးတဲ့နော်တိသဒ္ဓမေဝအတိသရာရဲ့တိသရာကြီးတစ်ခုလုံးကိုပြောတာတဲ့အတိသရာရဲ့ဘာတော့ဟဲ့ တိတစ်ခုလုံးကိုပြောတာ တိ ပါ တစ်ခုလုံးကိုပြောတာပါတဲ့ဣဝံလေးတင်ပြောတာဟုတ်ကဲ့လား မဟုတ်ပါဗျာ ဣတိတို့ဓာတ်ဗံမတ်အပ်ဤအဲ့လိုမှတ်ထားပါလို့ပြောတာနော်ဒါတရားအစီရင်ကိုတားမြစ်တဲ့တုတ်ပါလို့ပြောတာနော်ကောက်ချက်လေးချလိုက်တာကတော့တတ္တဝိတိနိတိတပကရဏတောတရားအစီရင်ကိုတော့ပြုထားတဲ့အတွက်ကြောင့်တဲ့တရားစီရင်တာကိုတားမြစ်တဲ့တုတ်ပဲလို့ကောက်ချက်ကလေးပေးလိုက်တာပေါ့မှတ်ချက်ကလေးပေးလိုက်တာပေါ့နော်ဒါကြောင့်မလို့တဘောဆန္တိတုတ်ရဲ့အစီရင်ကိုတားမြစ်တဲ့တုတ်ပါလို့တို့အဲ့လိုမဆုံးဖြတ်လိုက်ဘူးလား ဟုတ်ရပါတယ်ဗျာ ထင်ဝေမကြုံရေကတော့ကြုံပါပဲဒါကြောင့်နော်အတိတ်သန္တတဒုက္ခတာကြက်တာပေါ့နော်ကြက်တာတုတ်ဆင်အနည်းဆုံးရအောင်ကြက်ပေါ့တုတ်ဆင်ကြက်ပြီးရင်တုတ်ချက်ကကိုယ့်ဟာကိုယ်တုတ်ရဲ့ဆိုလိုချက်ကိုရမှဖြစ်ဒါမှဒီတုတ်ကဘာလုပ်တယ်ဆိုတာသိမှစီရင်လို့ရမှာဒီတုတ်ကဘာလုပ်တယ်ဆိုတာမသိဘူးဆိုရင်ငါလူတို့နဲ့ခြားကြမလဲဘူးလား လဲပါတယ်ဗျာ အဲ့လဲတဲ့ဘယ်တုတ်သုံးလို့သုံးမှမသိဘူးတချို့သိတာတောင်အန်ချော်တတ်တယ်နော်အန်လွဲမသွားဘူးလားနော်အဖုံးပိတ်လိုက်တယ်လို့ပေါ့နော်အတက်ချပြီပဲလွဲခြင်းလွဲသွားတာပြန်ပြီးတော့မဖြစ်ပါဘူးလားဟင်ပြန်ပြုတ်ပြီးပြန်တက်ရတယ်လို့သိလွဲရင်လည်းတော့ကြအဘွားလည်းဖြစ်တတ်တယ်အန်ချော်တော့မှလည်းကြောက်ပါတယ်အတိတွေများပြီးတော့လေအဲ့လိုလွဲတာလည်းပဲရှိကြတယ် ရှိပါတယ်ဗျာ ကဲအောက်ကတော့ဣဝံနောယန္နဝါတိဣတိကြအဲ့ဒါလေးဆိုတာ
ဤဝင်တော့ယန္နဝါတိဒဆိုရင်ဤဝင်တော့ယန္နဝါတိဣဒပေါ့နော်ဗျာအဲ့ဆိုရှင်ဤဝင်တော့ယန္နဝါဟူသောဤသုံး၌အတရုပါဒိကာရတော့အတရုပအဓိကာရတော့လိုက်တာအတရုပတရားလိုက်လာခြင်းကြောင့်ဤဝဏတဤဝံဤနတတရုပတမေဆိုတရုပတရနှောင်းရာ၌ယာဒီတော်စရအပြုတည်လေနာတံဘဝေဆိုရင်မဖြစ်သင့်ပါဗျာ ဤဝင်တော့ယန္နဝါတိဣတိတဟုတ်လားကွာ ဒီဣဒမှာ ဤဝင်တော့ယန္နဝါဟူသောဤသုံးမှာအတရုပါဓိကာရတော် အဘမှားလို့ပြရမလား မလို့ပဲဒါမှကောင်းမှာသုံးမှာသုံးနိုင်ဆိုတော့မကောင်းလို့ ဒီမှာ နော်ဣမတမဟာဒါစာ မှန်ပါဗျာ နော်ဟာဒါစာဒါဓာပစ္စည်းတော့တတ္တမိရဲ့နဲ့တက်တာတက်ပြီမလို့ဒါပစ္စမိရဲ့နဲ့ဒီမှာလည်းတက်လို့ရတာလေ မှန်ပါဗျာ အဲ့လိုတက်လို့မရဘူးလားကလေး ရပါတယ်ဗျာ တက်လို့ရတယ်နော်အဲ့လိုတက်လို့ရတာကိုမလို့ပြီးမှကောင်းပါနိုင်ဆိုတော့ဘက်ကဆက်မှုကမကောင်းတော့နော်နိုင်ဆိုတော့ဘာသွားလို့ပါနော်ဆိုဤဝင်တော့ယန္နဝါတိ ဤဝင်တော့ယန္နဝါတိဒဤဝင်တော့ယန္နဝါဟူသောဤသုံးမှာအတရူပါတိကာရတော့အတရူပတရားလိုက်လာခြင်းကြောင့်ဤဝင်နတဤဝံဤတရူပတမေတရူပတရနှောင်းရာ၌ယာဒီတော်စရ လေးလောက်လိုက်တရုပတမိန်တရုပတရနောင်းရာ၌ဤဝဏတဤဝံဤ ဟောဒါကိုအရင်ပြန်ရမယ်ဒီမှာဗျာ အဲ့လိုဟိုကအတတရုပတမိန်ကနမိတ် ဒီမှာဗျာအဲ့ဆိုလို့ရှိရင်ပြန်ပြောပါမယ်ဗျာဤဝင်တော်ယန္နဝါတိဒါဤဝင်တော်ယန္နဝါဟူသောဤသုံးမှာအတရူပါတိကာရတော့အတရူပတရားလိုက်လာခြင်းကြောင့်တရူပတမေတရူပတရနှောင်းရာနာဤဝဏတဤဝံဤယာတိတောစရအပြုတည်လေနာတံဘဝေမဖြစ်သင့်ပါဗျာ အဲ့ဒါလေးကလည်းဒါအတိတ်ပဲအနေနဲ့ပြောတာဤဝင်တော့ယန္နဝါတုတ်ကားတဲ့အတရုပတရလိုက်လာလို့တဲ့အတရုပတရလိုက်လာတဲ့အတွက်ကြောင့်တရူပတရာနောင်းလို့ရှိရင်တရူပဆိုတာဣဝံဆိုနောက်ကဣဝံနောင်းရင်ပေါ့ရှေ့ကဣနောက်ကဣဆိုရင်ဒါတရူပမနေဘူးလားရှေ့ကဣနောက်ကဣဆိုရင်ဒါတရူပပြည့်မနေဘူးလား ဖြစ်နေပါတယ်ဗျာ တရူပပြည့်နေပြန်တယ်တဲ့တရူပတရာနောင်းရင်လုံးလို့မရဘူးနော်တရူပတရာနောင်းလို့ရင်လုံးလို့ရရလား မရပါဗျာ ယာဒီတော့ရပြုသည်နာသတံဘဝေမပြည့်ရဒါဒီအဓိပ္ပာယ်ကဣဝံတော်ယန္တဝါတုံမှာပြောရမှာဣဝံတော်ယန္တဝါရှိရပြီးခဲ့ပြီပေါ့လားကလေး ပြီးခဲ့ပြီဗျာ ပြီးခဲ့တာကိုဘယ်နဲ့ဒီမှာလာပြောနေတယ်ဟောတွေ့လားအဓိပ္ပာယ်ကနော် မှန်ပါ အဓိပ္ပာယ်ဒီမှာလာပြောမနေဘူးလား ပြောပါတယ်ဗျာ ပြောနေတယ်ဒီမှာလာပြောနေတယ်ဟိုမှာထည့်ရမှာနော်ဒါဖြင့်ဣဝံတော်ယန္တဝါတုံမှာနမိတ်ဖြစ်တတ်တဲ့တရကိုအကြောင်းပြ၍ဖြေဆိုပါဟောအကြောင်းပြ၍ဖြေဆိုပါဟောနော် မှန်ပါ ဣဝံတော်ယန္တဝါတုံ၌တုတ်တူလို့အဲ့လိုပေးမှကောင်းမယ်နော်တုတ်တူလို့ပေးလိုက် မှန် ဣ ပါ ဝံတော်ယန္တဝါတုတ်တူအာတရူပတရာဝါဘရောအတရူပတုတ်မှအာတရူပတရာလိုက်လာခြင်းကြောင့်ဘုရားဒီတုတ်ကိုဆိုလိုတယ်မှတ်သွားတာ မှန်ပါဗျာ မလို့ဘုရားအပြန်ခိုင်းတာအဲ့ဒါကြောင့်နော်နင်တော့တုတ်လို့လှုပ်လိုက်
ဒီ ဟုတ်တို့လို့ပြောပါဗျာ ဒီကာတာဒီနေရာမှာပါမှာမို့ဣဝံတော်ရန်တော်မှာပြောရမယ်စကားဒီမှာပါတော့အကြည့်လွဲတာပေါ့ဟေး မှန်ပါ အ ဗျာ ကြည့်ငါလည်းလွဲတော့ဟာ မှန်ပါ ဒါကြောင့်မလို့ဣဝံတော်ရန်တော်တုတ်ကအတရူပသရာလိုက်လာတဲ့ထင်တာအတိတ်သသန္တတတုတ်ကိုလိုက်လာတဲ့ထင်တာထင်လို့အဲ့လိုအပြန်ခိုင်းလိုက်တာနော်တော့မှကြည့်တော့ဟာရအပြူမပြဘူးဆိုတော့ဒုက္ခပဲဟာလား အဲ့ဒါဣဝံတော်ရန်တော်ကတော့ရဲ့အစီရင်ပဲရပြီပါ အေးဟုတ်တယ်အဲ့ဒါကြောင့် မှန်ပါ ဒီတုတ်နဲ့ဘယ်လိုမှဆက်ဆက်လို့မရရတာတော့အတိတ်သသန္တတတုတ်ကဣဝံတော်ရန်တော်ပါတားမြစ်တယ်လို့သုံးကျင်လဲသုံးလို့ရသွားတယ်တဘောဇန်ကြည့်ရင်ဟုတ်ကဲ့လား မှန်ပါဟုတ်ပါဗျာ ဟုတ်တော့ဘူးဘယ်ပါတားမြစ်လို့ရတာ အဲ့ဒါဣဝံတော်ရန်တော်ကိုပါတားတယ်လို့ အဲ ရ ဣဝံတော်ရန်တော်ပါကိုတားတယ်လို့ပြောလို့မရဘူးလား ရပါပါဗျာ အေးအဲ့ဒါမှတ်ကြပြီတော့ရဣဝံတော်ရန်တော်တုတ်ရဲ့စီရင်ကိုတားမြစ်တဲ့တုတ်ကိုပါဠိရေးပါဆိုရင်ဒီလိုသိမကြရင်ချောပြန်ရောဘယ်တုံမှမသိဘူးအတိတ်သသန္တတကတော့တဘောဇန်ကြီးတုတ်အစီရင်ကိုတားမြစ်တယ်ပြောတယ်နော်အတိတ်သသန္တတတုတ်ကတဘောဇန်ကြီးတုတ်ကိုတဘောဇန်ကြီးတုတ်ရဲ့အစီရင်ကိုတားမြစ်တယ်ပြောတယ်ဣဝံတော်ရန်တော်မပါပါဘူးဆိုပြီးတော့သာသနာ့ဒီစပွေးစပွားပြည့်ပြီးတော့ဟိုရေးစီရေးတော့ မှန်ပါဗျာ ရေးဘူးလားကွာဟာ ရေးမှာပါဗျာ ဟုတ်တယ်မဟုတ်လားရအပြည့်မပြည့်ဘူးလို့ပြောတာနော်ကြိုက်သားဆိုရင်ဝါဘရောအတ္တရူပါဣဝံတော်ယန္နဝါတုတ်တို့ဝါဘရောအတ္တရူပါတုတ်မှာအတ္တရူပတရာလိုက်လာတဲ့အတွက်ကြောင့်တရူပတရာနောင်းလို့ရှိရင်ဣဝံကိုရမပြုနိုင်ပါဣဝံကိုရမပြုရပါလို့အဲ့လိုဖြေရမှာ မှန်ပါဗျာ နော်ဣဝံတော်ယန္နဝါရဲ့အတိတ်ပဲလို့မှတ်ပြီတော့ကဲ မှန်ပါအဲ့ဒါဒီကာရပြန်ဆိုလိုက်မယ် ဒီ နော် ပြ ဗျာ ဆိုပြလိုက်အောင်ဆိုဟုတ်တယ် ဒါဆိုရင်ဣဝံတော်ယန္နဝါတိတာဣဝံတော်ယန္နဝါဟုသောဤတုတ်တုအတရူပါတိကာရတောဝပရောအတရူပါတုံမှာအတရူပတရားလိုက်လာခြင်းကြောင့်တရူပကမိန်တရူပတရာနှောင်းရ၌ဣဝနတာဣဝံဤယာတိသောစာရပြုသည်လေနတံပဝေမဖြစ်သင့်ပါဗျာ နာတံဘဝေမပြည့်တဲ့နော်နာတံဘဝေမပြည့်တဲ့ ဥပ္ပနောယန္တတုတ်ရဲ့နိမိတ်မှာဖြစ်တင်တာဆိုရင်တရူပမဟုတ်တဲ့အတရူပတွေ အ ကို တ ပြော ရူပတရာဘောဣဝံကိုရပြုပါလို့ပြောတော့ ဥအေဩ အဲ့ဒီတော့ဘုံဘုံပြောခဲ့တယ်နမိတ်ကဘယ်စရတွေဖြစ်မလို့အတရူပဆိုတော့ဣဝံနှလုံးချမ်းသာကျန်တာဘယ်နှလုံးလို့ ကျန်တာ6လုံး 6 ပြ လုံးမို့အဲ့ဒီ6လုံးဒီဒါအတရူပ အတရူပတွေ အတရူပနောက်မှလုံးလို့ရမှာလေဟုတ်လား မှန်ပါ အတ ပြီ ရူပနောက်မှလုံးရမှာတရူပသရာနောက်နေရင်လုံးလို့ရပါမလား မရပါဗျာ မရဘူးနော်တရူပသရာမဟုတ်မှဣဝံတော်ယန္တဝါအဲ့ဒါအတရူပနမိတ်ပြတိုက်တဲ့သရာတွေကောက်ပြပါဆိုဣဝံချန္တာကျန်တဲ့သရာ6လုံးကိုကောက်ဟောကာရီအရတော့ဤနှလုံးကောက်ကာရီကဘာကိုကောက်မလဲ ဤနှလုံးည ဤနှလုံးကောက်ဤနှလုံးကိုကောက်ဒါအတိတ်သသန္တတနမိတ်ကဘာတွေတော့ ဒိဋ္ဌစန္တတ္တနိမိတ်ကကြတော့သူကကြတော့တားတာဆိုတားရင် तू ကလည်းနိမိတ်ကဤဝင်ပဲပဲဗျာဤဝင်ဖြစ်မှာပေါ့ဗျာ ဟမ် तू ကတားတာဖြစ်သွားတာ တဘောဇန်ကြီးကြည့်ရမှာသူ့ကြည့်လို့မရ ဣဝနိပရိလို့ပေးထားတာမဟုတ်လားဗျအတိတ်စန္တတ္တဆိုဣဝနှောင်းနေမယ်မဟုတ်လားဗျ ဣဝနေပရိဣတတတဣဝနေပရိဣဝနောမှပဲတားမှာ ဒါမှ ဣ
ဣဝနေပရိဣဝနောင်းရင်တဲ့တိသရာကိုစမပြုနဲ့တိသရာကိုဘာမပြုနဲ့လို့ပြောတာ စမပြုနေပါဗျာ အဲ့ဒါတရူပဖြစ်ရမနေဘူးလား ဖြစ်နေပါတယ် တိ ဗျာ ရတိရလည်းဣဝံပဲလေ မှန်ပါ နောက်ကရှိရမယ့်နမိတ်ကလည်းဣဝံပဲဖြစ်ရမနေဘူးလား ဖြစ်နေပါတယ်ဗျာ ဣဝနေပရိဣဝနောင်းတဲ့နေရာပဲတားတယ်နော်ဣဝနောင်းတဲ့နေရာပဲတားတယ်ဒီတော့ဣဝနောင်းတာဆိုတော့တရူပတရဖြစ်ရနေတော့ကြတော့ဣဝနောယံတော်ဘာတုတ်ကလုံးဝသုံးလို့ကိုမရတော့ မှန်ပါ လုံးဝဣဝနောယံတော်ဘာနဲ့တရမီယာဣကိုရပြုဆိုပြီးတော့ဒီလိုသွားဆင်းရလို့လဲရပါမလား မရပါဗျာ မရဘူးတဲ့အကြီးလို့ဖြစ်သွားမှာပေါ့တကယ်ဒါစီးရမယ်ဆိုရင်နော် မှန် ဟု ပါ တ်လားဣတိတ်တာဆိုရတော့လေဒါအတရူပတရနောင်းနေတာနော်အခုကဣဝနောင်းမှာဆိုတော့အတ္တိတိပေါ့နော်အတ္တိဣတိ အတိအတိ အတ္တိရိတံအတ္တိဣရိတံမဟုတ်လား မှန်ပါ အဲ့ဒါမှာအတ္တိဣရိတံဆိုတော့နောက်ကဣသရာဤ မှန်ပါ နော်တကယ်လို့ဒါကဲဆိုဣဝနောယံတော်ဘာသုံးမဲ့ဆိုရင်ဣကိုရပြီးတော့တရီရိတံလို့ဖြစ်မသွားဘူးလား ဖြစ်သွားမှာပါဗျာ ကစ္စည်းပုံစံကစ္စည်းမှရှိတာနော် မှန်ပါ အဲ့လိုဖြစ်သွားမှာရပြုလို့ရသေးလား မရတော့ပါဗျာ တရူပတရဖြစ်နေလို့ရအပြုလည်းမဖြစ်တော့ဘူးလို့ပြောတာဒါဖြင့်အတိတ်သသန္တတသုတ်နမိတ်တရအရာကောက်ပြပါဆိုရင်ဘာကောက်ပါလဲတရူပဖြစ်တဲ့ဣဝံကို ဘု ကောက် ရားဤဝန်ပါမှန်ပါ တရူပဖြစ်တဲ့ဘာတရကိုကောက်မယ် ဤဝန်ကိုကောက်ပါမယ်ဗျာ ဣဝံကိုကောက်အဲ့လိုလေးမှတ်ပြီးတော့အလုံးသဘောပေါက်ပြီလားမင်းသမီးတွေသဘောပေါက်ပြီလားနော်အတိတ်သသန္တတသုတ်နမိတ်တရအရာကိုကောက်ပြခဲ့ပါလို့တာမန်ကောက်မေးလိုက်ရင်ဘယ်နဲ့လုပ်မလဲဣဝံကိုပဲကောက်ပါမယ်လို့အဲ့လိုလေးမှတ်ထားနော် မှန်ပါဗျာ တရူပဖြစ်တဲ့ဘာကိုပဲကောက်မယ်လို့မှတ်မယ် ဤဝန်ကိုပဲကောက်ပါမယ်ဗျာ တရူပဖြစ်တဲ့အတွက်ကြောင့်တိရဲ့ဣကိုရပြုရသေးလား မရတော့ပါဗျာ တရူပသမိန်ဣဝနတယာတိသောနော်ယာတိသောစာလုံးကဒါဂါထာပါရပြည့်အောင်ထည့်တာနာတံဘဝေယာတိသောသာနာတံဘဝေတွေ့လာရဲ့ မှန်ပါဗျာ ဟောရအပြုပါပြည့်သေးလား မဖြစ်ပါဗျာ အကြောင်းများတော့ဝါပရောအတရူပဒုက္ခအာတရူပတရာနောမဣဝနောယံနဝါစီရမအခုဟာတရူပတရနောင်းနေတဲ့အတွက်ကြောင့်ဣဝနောယံနဝါဘာမှကိုပြောเสียမလိုတော့ဘူးလို့ပြောတာနော် မှန်ပါ ဣဝနောယံနဝါအတွက်ထဲ့စဉ်းစားเสียလိုသေးလား မလိုတော့ပါဗျာ မလိုတော့ပါဘူးအဲ့ဒီဟာကိုဆက်ချင်လို့ဒီနေရာမှာထဲ့တယ်တူးတယ်နော်ဒီနေရာမှာဂါထာပြောတာနဲ့တူပါရဲ့နော်အဲ့လိုတာမှတ်တော့ဘော တပြေးပြေးလိုက်မှသူကတရေးရေးတဲ့ပေါ်တာဟုတ်ဗျ မှန်ပါဗျာ တရေးရေးချစ်ခွက်မြင်ရနိုးဆိုတဲ့အတိုင်းပေါ့လေဟုတ်လားနော်တရေးရေးတဲ့စဉ်းစားလေလေဒါပေါ်လေပေါ့စဉ်းစားလေလေပေါ်လေ ဟုတ်ပါဗျာ ဒါကြောင့်သာအဖက်ဖက်ကစဉ်းစားရတာဟုတ်ဆက်စပ်မှုကလိုးတာဟုတ်ဘူးလားဟိ မှန်ပါ ဟိုနေတရားတွေဘာတွေကြည့်ပြန်ရင်တော့လည်းတစ်မျိုးပေါ့အခုကနင်တို့ကနေတရားကြည့်တာဟုတ်ကလား ဒီမှာပဲကြည့်ရပါဗျာ ဒီမှာပဲကြည့်ပြီးတော့သူကဆက်စပ်မှုနဲ့အဲ့လိုပြန်လာအဲ့ဒါမှကိုကဆက်တာတော့နင်တို့ကိုစာကြည့်ပုံကြည့်နီးစာယူစပုံယူစနီးတွေပါနီးပေးပြီးတင်တယ်လို့မှတ်နော်ဘာလုပ်တယ်လို့မှတ်ပါတော့ ဒီပေးပြီးတင်ပေးတာပါ ဒီနေ့ဒီလိုတင်ပေမဲ့နောက်နေ့ဒီလိုဟုတ်ချင်မှဟုတ်မှာကိုကဒီလိုဟုတ်ချင်မှဟုတ်မှာဆိုတာလေးမှတ်ကြအောင်နော် တင်ပါဗျာ ဟုတ်တယ်မဟုတ်လား မှန်ပါ ဒေါ်မိုးမိုးတို့တော့ဘယ်လိုသင်ခဲ့တာလဲ
မိုးတော့နည်းလို့ဆိုခဲ့ရတာပါ အဲ့ဒီနေရာမရောက်လိုက်ဘူးဆရာ ဟုတ်လား ဟုတ် ဇာမိုးဝနီတော့နင်တို့ကလည်းကြောခွာပြီးဖြတ်တောက်သွားတာ ဆက်ပါ ဒါလိုပဲလေတို့လည်းပဲဇာမိုးဝဲတအုပ်လုံးပြကြတာမမီနောက်နေပြန်စားတာအဲ့လိုမမီနောက်နေအဲ့လိုပြန်စားတာအဲ့လိုသွားတာဒါပေမဲ့အောက်အခြေခံကတော့ပါအောင်လုပ်ရတာပေါ့နော် မှန်ပါဗျာ ကင်သာပြီးရောပေါ့မင်းသမီးတို့ရသွားပြီလား ရပါပြီဗျာ အဲ့ဒီမဲ့အတိတ်သသန္တတအတိတ်သသအန္တတလို့ပုံမပြတ်ဘူးလား ချက်ပါတယ်ဗျာ အတိတ်သအန္တတနော်စာလုံးလေးတဲ့ဆိုသာစကားတော့ စကာရောစအခရာဒီအနုတ္တသမုတ်စရက်ထောဆိုရင်အနုတ္တကအစင်လိုက်တာလားဗျာသမုတ်စီအနဲ့ရှိ အနာဝုဒ္ဒသမုတ်ဆရာထောလား အနာဥဒ္ဒဩ အနာဥဒ္ဒ အနာဥဒ္ဒဆိုဥစ္စာပေါ့မစွတ်အပ်တာလားဗျာ အနုဒ္ဒသမုတ်ဆရာထောမဆွတ်သေးသည်ကိုစီခြင်းသမုတ်စီအနဲ့ရှိ ဩတမဗျာမ မ စွတ်အပ် ဆိုးရသေးတဲ့ဟာကိုပေါင်းစည်းခြင်းအနဲ့ရှိတာလို့ပြောတာစသရာလေးကလေအာဝုဒ္ဒသမုတ်စည်းအနဲ့ မှန်ပါ နော်အနာဥဒ္ဒလို့ပုံပြမှာရမှာ နာဥဒ္ဒတမဗျာ ဝဆဒတ္တပစ္စည်းကို မှန်ပါ ဝါကိုဥပြုတာရှိတယ်ဝါယီအစိပ်ဖြစ်တဲ့အကိုဥပြုတာရှိတယ်နော်ဒါကြောင့်အာဝုဒ္ဒလို့ဒီလိုဆိုမှကောင်းနော်ဆိုမဆိုဆိုပြီးတော့ကစီးသည်မှာဝုဒ္ဒသမုတ်စီမဆိုအပ်သေးသည်ကိုစီးသည်ဆိုအာဝုဒ္ဒသမုတ်စီဟောဆိုမဆိုပါစီးတော့ကဝုဒ္ဒသမုတ်စီဆိုပြီးတော့သမုတ်စီ၃မျိုးကလေးအာရိတောဩဇာမှာရှိလိမ့်မယ်အဲ့ဒီအတိတ်ပဲ မှန်ပါရှာလဲ အာရိတောဩဇာတော့လေ မှန်ပါ အဲ့ဒီမှာအတေချာဘုံရှင်းထားတာရှိတယ်နော်စသရာသာအာဝုဒ္ဒသမုတ်စီတဲ့ 186ဒီတော့တော်တော်ရအောင် နောက်ရောက် 186ဒီဘသုတ်ပြီး186ပြီးတော့တွေ့ပြီဖေရဖုံဖုံစာအုပ်စာမျက်နှာ106မှာရှိပါတယ် တရား အာဒီတုံးမှာစတတ္တာဝုဒ္ဒသမုတ်စီဆိုကိုမြစီတုံကဝုဒ္ဒသမုတ်စီမဆိုသေးသည်ကိုစီးလက်ဆိုမှတ်လို့အဝုဒ္ဒသမုတ်စီဆိုမဆိုပါစီတော့ကဝုဒ္ဒသမုတ်စီပါဗျာ အဲ့ဒီမှာအတေချာရှင်းထားတယ်ဘယ်တော့ကဘာကိုစီးတာပါတော့အဲ့ဒါအငယ်တန်းနေတော့မေးတယ် မှန်ပါဗျာ နော်အငယ်တန်းနေမေးတယ်အကြီးတန်းနေမှာအဲ့ဒါဝုဒ္ဒသမုတ်စီဖြစ်ဖို့အာဝုဒ္ဒသမုတ်စီဖြစ်ဖို့ဆိုပြီးတော့မေးတယ်နော် မှန်ပါဗျာ အငယ်တန်းတွေကတော့ရိုးရိုးတာမန်ပဲမေးပါတယ် gain သဘောပေါက်ပြီလား မှန်ပါဗျာ စကတော့အာဝုဒ္ဒသမုတ်စီတဲ့အာဝုဒ္ဒသမုတ်စီဆိုတာဘာလဲ မဆိုအသေးသည်ကိုပေါင်းစီရပါဗျာ နော်မဆိုအပ်သေးတဲ့အတိသရာကိုပေါင်းစည်းတာပဲမဆိုအပ်သေးတဲ့ဘာသရာကိုပေါင်းစည်းတာလား အတိတတာ အတိသရာကိုပေါင်းစည်းလို့ဒါကိုဘာလို့ပြောတာလဲ အဝုဒ္ဒသမုတ်စီလို့ အာဝုဒ္ဒသမုတ်စီရှေ့မှာအတိသရာနဲ့ပတ်သက်လို့ဘယ်သုတ်တွေတွေးခဲ့လဲ ဒီနဲ့ပတ်သက်တာကိုတဘောစံတီပဲရှိ တဘောဇန်တိပဲရှိတာတဘောဇန်တိကသာတိပဲလေနော်တဘောဇန်တိပဲရှိတာဟော မဆိုအသေးတာဆိုရင်ဣတိပတိမဟုတ်လားဗျာသူနောက်လေးမှာတိမဣတိပတိနာမန္တတာလို့တွေ့လို့
အတိယဆိုပြီးမဆိုရသေးရဣတိနဲ့ပတိကိုပေါင်းလိုက်တာမဟုတ်လားဗျသူရောအဲ့လိုထင်ပြီးလို့တုံးမှာတော့အတိပဲပေါ်ထားတာနောက်ကဣတိနဲ့ပတိကိုလားပေါင်းစီလိုက်တာလားလို့ထင်မိရ အတိဣတိကနောအတိတိကနောဒီနာထိုးကြောင့်တို့နောက်ကဆက်ဖွင့်ထား ဒီ တယ် မှာနောက်ကဒေနာလေး မ တွေ့တယ် ပြန်နေတာ မ ဆို ပြန် လိုက် သေး ဒီနာထိုးကြောင့်ဆိုးလိုက် ကျမဗျာဆိုလိုက်ပါဦးဗျာဒေနာတို့ကြောင့်ဣတိပတိနာမန္တတကိုဣတိပတိနံအန္တတလို့ခေါ်ပါမယ်ဗျာ ခွဲ ဣတိပတိနံဣတိပတိတို့ဤဣတိပတိတရားတို့ဤအန္တတအဆုံးဤကိုပေါ့အဆုံးဤကိုလည်းစလိပါမယ်အန္တတစအဆုံးဤကိုလည်းစအဲ့ဆိုရင်စပြုခြင်းဒီလဲပေါ့နော်ဗျအဆုံးဤကိုစပြုခြင်းဒီလဲနဟောတိမဖြစ်ပါဗျာ အန္တတအဆုံးဖြစ်သောတိသရာဤဟောနော်အဆုံးဖြစ်သောဘာဤတော့ တိကိုပဲပြောရမှာပဲ တိသရာဤ ဆုံးတိတရား လဲပေါ့အန္တတသာအဆုံးဖြစ်သောတိသရာဤလဲဟောတိသရာဤပါဟောစာလုံးကသမုတ်စီမဟုတ်ဘူးဟဲ့စကားတော့အဲ့ဒါပဲစနာဟောဒီဒီလိုမဟုတ်လား မှန်ပါဗျာ ဟိုလိုတော့ထည့်ပေးလို့ရပါတယ်လဲလို့ပေးလို့ရပါတယ်နော်အန္တတဆုံးပြသောတိသရာဤလဲနော်နာဝောဒီတာဘောစန္ဒီတုတ်အစီရမဖြစ်လို့အဲ့လိုပေးလိုက်ပေါ့ မှန်ပါ စာလုံးလေးကစကားတော့လို့ဖွင့်ရင်တော့တမျိုးစကားတော့ကဖွင့်ခဲ့ပြီဒါဆိုရင်ဣတိပတိဘောအဲ့ဒီသရာတွေတုတ်မှမဆိုရသေးတဲ့ဟိုကအတိသရာတုတ်မှဆိုပြီးတာတုတ်မှမဆိုရသေးတဲ့ဣတိပတိနော်ဣတိသရာပတိသရာကိုပေါင်းစည်းခြင်းသမုတ်စည်းအတဲ့ဖြစ်ပါသည်ပေါင်းစည်းတဲ့ဘာနဲ့ပြည့်သွားတာအာဟုဒ္ဒသမုတ်စည်းအနဲ့ အာဟုဒ္ဒသမုတ်စီ မသိရင်တော့သမုတ်စည်းအနဲ့ဖြစ်ပါသည်လို့ဖြေတာပြီ မှ နော် န်ပါ အဲ့ဒါဆို မှန်ပါ ဓမ္မလောက်တော့ရအောင်ပါပေါ့နော်ဣတိပတိသရာတွေမပါတဲ့အတွက်သုံးမှတ်ကတော့ရောမှာနှစ်မှတ်တော့ရမှာနှစ်မှတ်လောက်တော့မရဘူးလား ရမှာပါ ဒီ ဗျာ ကညတော့အကြီးတန်းဆို30နေတောင်မေးထားတာရှိတယ်ပေါ့လား မှန်ပါဗျာ နော်တရားမှာ30နေတောင်မမေးဘူးလား မှန်ပါဗျာ မေးထားတယ်ဟောဟုတ်ပြီကဲဒါဆိုရင်ဣတိပတိသရာတွေကိုမသိဘူးလား စီးပါတယ်ဗျာ မဆိုပါသေးသောဣတိပတိသရာတို့ဣတိသရာကိုပေါင်းစည်းခြင်းအာဟုဒ္ဒသမုတ်စည်းအ내ဖြစ်ပါသည်လို့ဒီလိုလေးဖြေလိုက် မှန်ပါဗျာ နော်အဲ့လိုလေးဖြေလိုက်ဟုတ်ပြီအတိရိတံအဲ့နာတဝိုက်ကနင်တို့မူလာတန်းနေလားပုပ္ပယပု္ပ္ပစာမေးတာနော်ငါယူရတော့ဟုတ်တယ်မဟုတ်လား အတိရိတံတို့လားဘာလားနင်တို့မေးတာနော်သရမေးခွန်းတွေကပဲထားလိုက်မသိဘူးငါအကုန်ယူလာတော့သရတခုပဲမတွေ့ခဲ့တာသဘုဝကဗီဒီယိုဟိုမှာတတ်ရှိတယ်နဲ့တာနော်မောင်ဝိမလာတော့မေးကြည့်ရပါဘာမေးလို့မေးမှန်းကိုမသိဘူးတဲ့သူ ဒီနှစ်ကဟိုဟာတင်ကာရုဏိကံရဲ့ဣဇောကာတေကိုပုတ်ဖြတ်ခိုင်းပြီးတော့သောအတ္တနဲ့ပရိဧတနာကိုပုတ်ဆက်ခိုင်းတာပါဗျာ ဟုတ်ပြီအတိတိကတော့မလား အတိရိတံလို့မပါဘူးဗျာဒီလို ဘာပါလား တင်ကာရုဏိကံ ဟောတန်ဃာတို့နိကဝက္ကဏံဝါဝဒီမှာပြီးတော့ဣဇောကာတေ ဧဇောကတိအကြည်ဩကတိနော်အကြည်ဩကတိဟောဧဇောကတိအဘောအဘိဧဇောအကြည်အဲ့တတဝိုက်ကမေးတာပဲလေဟုတ်တယ်လေဟုတ်ဘူးလားကဲနောက်ကလာတော့မှအဲ့ဒီသုတ်တွေလာတော့မှမို့လား လာတော့မှာပါဗျာ လာတော့မှကြိုက်ဒါပြီးရောအတိတ်သန္တတကြိုက်အတိတ်ပဲဒီမှာဆိုရင်စသရာရှိတယ်အန္တသရာရှိတယ်ဟောတယ်မှာ
ဣတ္တသအန္တတတောဆိုပြီးတော့အန္တသရာရောမရှိဘူးလား ရှိပါတယ်ဗျာ နောက်ပြီးတော့စသရာဒီစကတော့အနုဒ္ဒသမုတ်ဆေယထောရောမရှိဘူးလား ရှိပါတယ်ဗျာ ရေရောပြီဒီတော့မှဒါမေးเสียတာပဲပေါ့နော်အဘောအဘိသွားလိုက်တော့ဆို ဟောအပိအိစေတတတပ္ပတသရိပရိအဘာတိသောဟောတိသရိပရိယနေစာမယ်ဗျာပရိနှောင်းသောသရိသရကြောင့်တပ္ပတနေတာတပ္ပတအလုံးစုံသောအပိအိစေတတအပိဟုသောဤတဒဤဥပတာရပုံသောဤဟုသောဤဥပတာရပုံဤအဘာတိသောအဘအပြုသည်ဟောတိဖြစ်၏ပါဗျာ မယူရတကောက်ဆိုလိုက်တာ ဒီမှာဖေအဘောအဘိအိစေတတသဗ္ဗတာသရေပရိအပါတိသောဟောတိပရိနှောင်းသောတရေတရာကြောင့်သဗ္ဗတာအလုံးစုံသောအဘိအိစေတတအဘိဟုသောဤဥပတာရပုံဤအပါတိသောအပအပြုသည်ဟောတိဖြစ်၏ပါဖေယ အဘိဥပဒါရပုဂ္ဂိုလ်ဘာလုပ်ရမှာလဲ အဘပြုပါမှာ အဘပြုရမှာနော်အဘိဥပဒါရပုဂ္ဂိုလ်ဘာပြုရမယ် အဘပြုပါပါမယ်ဗျာ အဘပြုရမယ်တဲ့အဘိမှာဝိဘတ်ပါရလားအဘောကတပုတ်အဘိကတပုတ်ဆိုတော့ဘယ်နှပုတ်တော့ နှစ်ပုတ်ဗျာခြေထားတာမဟုတ်လားဗျာ အဘိအဲ့ဒါဝိဘတ်မပါ မပါဘူးလားဗျာ အဘိနောင်အဲ့ဒါတိဝိဘတ်ကိုခြေနော်ဒါပေမဲ့တိဝိဘတ်လို့တို့ပြောလို့ရပါမလားအဲ့ကလေးတွေတိဝိဘတ်လို့ပြောလို့ရပါမလားအဘိတိပထမန်တတ်တာတယ်တို့အေးမြင်နောက်မယ်ဘာသာကြီးတဲ့ပြောမထားဘူးလား ပြောထားတယ်ဗျာ အဘိနောအဲ့ဒါပထမဝိဘတ်တဲ့တွေ့ မှာဘူးဗျာပဲမှန်ပါဗျာ ပထမန်တတ်တာလို့မပြောဘူးလား ပြောထားပါတယ်ဗျာ အဲ့ဒါကြတော့တို့ကသတ္တိဝိဘတ်ထဲမှာအဘိအိစေတတလို့ဝုဒ္ဓိကြမပွားဘူးလား ဟုတ်ရဲ့ဗျာ အဲ့ဒါကြီးကြည့်အဘိတိ ဩနောက်ကဟိုဘာလို့အာတိသောပါလို့ပြောင်းလိုက်ရတယ်ဆိုတာ ဟုတ်ပြီဟုတ်အဘိတိဆိုတာအဘိဟုတော့ ပီတိအပိဟုသောပုတ်တိပထမတတ္တပထမဝိဘတ်အဆုံးရှိဤပေါ့နော်ဗျာအဲ့လိုပဲအဆုံးရှိသောပုတ်တီးလားအဲ့လိုတော့အောင်လားဗျာ အဘိတိရပါတယ်နော်အဘိတိပါတယ်တို့ အပိဟုသောပုတ်တီး အဘိဟုသောပုတ်တိပထမတတ္တပထမဝိဘတ် အဆုံးရှိ ပု သော တ်တိ ပုတ်တီးလို့ပဲသွားလိုက်က ရိယာတဲ့ကျတော့နော်ကရိယာတဲ့ပေါ့ပုတ်တိပေါ့အဘိလို့ပြောတာဒီပထမဝိဘတ်အဆုံးရှိတဲ့ပုတ်ပါလို့မပြောဘူးလား မှန်ပါဗျာ နောက်ပြီးတော့ဆိုဝုဒ္ဓိယံ ဝုဒ္ဓိယံဝုဒ္ဓိ၌ပေါ့နော်ဗျာဝုဒ္ဓိယံ ဝုဒ္ဓိယံကစ္စည်းဝုဒ္ဓိ၌လို့ခေါ်ပေးလိုက် ကစီဝုဒ္ဓိ၌ပြန်ပါဗျာကစီဝုဒ္ဓိ၌သတ္ထိယောဇနံသတ္ထိဝိဘတ်ယောဇနံဆိုရှင်တာပေါ့နော်ဗျာသတ္ထိဝိဘတ်ရှင်ခြင်းသည်ဟောတိဖြစ် သတ္တိဝိဘတ်နဲ့ရှင်ဆက်ခြင်းသည် အော်နှစ်ဟုတ်တယ်မှာဗျာရှင်ဆက်ခြင်း သတ္တိဝိဘတ်နဲ့ရှင်ဆက်ခြင်းသည်ဆိုတာတရားနဲ့ပြီးတာသတ္တိဝိဘတ်နဲ့ဖွင့်ပြခြင်းသည်ပဲ မှန်ပါ ဒါအဓိပ္ပာယ်နဲ့ကကိုယ့်ဟာကိုယ်ပြီးတရားနဲ့တော့မပြောက်စေနဲ့ မှန်ပါဗျာ တရားနဲ့တို့ပြောက်လို့ရပါမလား မရပါဗျာ မရဘူးလေသတ္တိယသတ္တိပဲယောဇနာပြုဇတတ်ဘာပစ္စည်းတော့ ဒါယူပစ္စည်း ရုပ်ပစ္စည်းလေဟုတ်လားရုပ်ပစ္စည်းဆုံးပုတ်စီကြုံနှပုံးများတစ်ပြည့်လို့တဲ့အတိုင်းပဲလေလိန်ပြောလည်းမကွယ်ဘူးခုနမန်းလဲဆရာတော့လင်္ကာအတိုင်းပဲ မှန်ပါ ပုတ်လည်းမကွယ်သလုံးမဟုတ်လားဟဲ့ မှန်ပါဗျာ လိန်ဒီအကြောင်းပြောပြီဆိုရင်တော့ချောရောတယ်ခြားခြားလဲရောတယ်
ဘယ်လိုမဟုတ်လားဟဲ့မဲအဟွာတို့ပါကြရလားမဲဘယ်လိုတော့ဟိုကလေးညီရှိနော် တင်ပါဖေရှိပါတယ်ဖေ ဩနင်းခိုးနေတယ်နော်ဟုတ်ပြီသို့တော့ဝါဆိုသတ္တိယောဇနံ သမစတ်ဝုဒ္ဓိယံကစ္စည်းဝုဒ္ဓိ၌သတ္တိယောဇနံသတ္တိဝိပ္ပန္နေရှင်ဆက်ခြင်းသည်ဟောတိဖြစ်၏ပါဗျာ ဟုတ်ပြီ ဝါလေးတက်လိုက်မယ်ဗျာ မ သတ္ လုံး တိ နဲ့ ဝိပ္ပမတွေ့ရ သတ္တိ ဘူး ဝိ လား ပ္ပ ဗျာ န္နေရှင်ဆက်ခြင်းသည်အာ ရှင်ဆက်ခြင်း ဒေတာပိခတောအဲ့ဒီသွားမှာလေ ဩဓမ္မအာတေတာပိခတော်ဆိုရင်အာတေတာအပြုကိုပိခတော်ကငဲ့တာလားဗျာငဲ့ခြင်း ငဲခြင်းကြောင့် ကြောင့်ဝုဒ္ဒံဆိုရင်ဆိုအပ်ပါတတိ ဟုတ်တယ်မိတ်ဆွေအဤပေါ့ ဆိုအဲ့ ယောဇနာရှင်ဆက်ခြင်းကိုလို့ ဟုတ် နော်အာဒေတပိကတော့အာဒေတကိုအာဒေတအပြုကိုငဲခြင်းကြောင့်စတ္တိယောဇနာစတ္တိဝိပ္ပန္နေရှင်ဆက်ခြင်းကိုဘုဒ္ဓမိတ်ဆွေအဤအဲ့ဒါမသွားကြအောင်နော်ငဲခြင်းကြောင့်သတ္တိယောဇနာသတ္တိဝိပ္ပန္နေရှင်ဆက်ခြင်းသည်အာဒေတပိကတော့အာဒေတကိုငဲခြင်းကြောင့်အမောတိအာဓိကိဝိယအမောနေဂိတံဇာလပိတုအမောဟုဆိုတဲ့ကဲ့သို့ဝုဒ္ဓံမိတ်ဆွအဤလို့အဲ့လိုစလိုက်နော်ဟိုကတီးလို့ပေးခဲ့ပြီလေအဲ့လေ ဟုတ်ပါ တော့စတ္တိယောဇတံပြန်ပြီလားစတ္တိယောဇနံ ဝုဒ္ဓိယနေပဲစားလိုက်ရမှာဗျာ ဟုတ်ပြီဝုဒ္ဓိယံ ဝုဒ္ဓိယကစ္စည်းဝုဒ္ဓိ၌သတ္တိယောဇနံသတ္တိဝိပ္ပန္နေရှင်ဆက်ခြင်းသည်နောက်အမောတိယနေစားမှာလားဗျာအမော ရတ တိ ယ်ရတယ် ဒီမှာအမောတိအာဓိကေဝိယအမောနေဂိတံဇာလပိဟိသောတုံ၌ကဲ့သို့အာဒေတပိခတောအာဒေတအပြုကိုငဲ့ခြင်းကြောင့်ဝုဒ္ဒံမိတ်ဆွအပ်ဤပါဗျာ ဝုဒ္ဓံမိတ်ဆွဤအမောနေဂိတံဇာလပိဟိတုံမှာအမောလို့ဆိုမကြဘူးလား ပြောထားပါတယ်ဗျာ အဲ့လိုပဲတဲ့အမောမှာကြီးမနောင်တိဝိပ္ပကြီးပြောမထားဘူးလား ပြောပါတယ်ဗျာ အဲ့လိုပါပဲတော့ဒါကြောင့်တုံမှာအဘိပထမရှိလည်းရဲ့ဘုဒ္ဓိမာလေစတ္တိပေဖွင့်လေဒုကမာဆိုပြီးတော့အဲ့ဒီတုံနေရာမှာဘုံဘုံလက်ကားလေးထည့်ထားတယ်တွေ့လား ဗျာဗျာ တုံမှာအဘိပထမရှိလည်းရဲ့အဲ့ဒါတွေကဟိုတောတုတ်တို့မှာလည်းပဲတိဩလို့ဒီလိုလေးပြောထားတာလေတော့တိလို့ပဲပြောထားတယ်ဝိဘတ်ပါရဲ့လား မပါပါဗျာ ဒါပေမဲ့တိဝဆနတလို့ဟုတ်ဒီမှာမဖွင့်ဘူးလား ဖွင့်ပါတယ်ဗျာ အဲ့လိုအဖွင့်နေကြရင်ကစ္စည်းတကြမ်းလို့အဲ့ဒါမှတ်ကြပြီတော့ဒီနေရာမှာပဲပြောလိုက်ပြီ မှန်ပါ တုံ ဗျာ မှာအဘိပထမရှိလည်းရဲ့ဝုဒ္ဓိမာလေစတ္တိပိပွင့်လေဒုကမှာအာဒေတကိုငက်ွက်လို့အာဒေတတရာငက်ွက်ပါ၍အဲ့ဒါလေးပါနေတယ်ဒါအကြောင်းမရ ဘုရားစာမျက်နှာ23မှာပါပါတယ်စာကော 23မှာဘယ်လိုတဲ့တော့ အာဒေတတတာငဲ့ကွက်ပါ၍သုံးမှာအဘိပထမရှိလျက်ဝုဒ္ဓိမာလေးစတ္တိပေဖွင့်လေရူမှာမိတ်ပါဗျာ ပွင့်လေသူမှာမိတ်နော်ပွင့်လေသူမှာမိတ်ပွင့်လေသူကမှာသူမှာမိတ်နဲ့အတူပါပဲနော်ပွင့်လေပါတယ်တော့ဟဲ့ ဥပမာ သူကမှာသူပသိတိကမှာမကြဘူးလား မှားပါတယ်ဗျာ ကဲဒါဖြင့်အဘောအဘိမှာအဘိညောင်မှာဘာဝိဘတ်တော့ ပထမဝိဘတ်ပါဗျာ ပထမဝိဘတ်ပဲဒါကိုအဘိစိတ်တတလို့ဘာလို့ဖွင့်ရတာတော့ အာဒေတပြုငဲ့လို့ပါဗျာ အာဒေသအပြုကိုငက်ွက်ပြီးတော့စတ္တိဝိပ္ပနဲ့ပွဲရတယ်။ဒါကြောင့်အာဒေသသရာငက်ကွက်ခင်ကြီးလေးပါလားဟာ။ခင်ကြီးဆိုရင်အဲ့ဒါ तू ကတီးသေးချင်းပေးနေလို့
နော်ဤဆိုတဲ့စကားကိုမပါဘူးတုတ်တည်အဆိုခိုင်းတော့လေမဲခင်ကြီးမတွေ့ဘူးဟုတ်လားနော် ဒီနေ့မပါဘူးထင်တယ် အဲ မတွေ့ မ ဘူးဗျာ ပါဘူးသူကဗမာစလုံးနဲ့ဟိုမှာငါသိတယ်နော်သူဟာကြတော့ဖတ်တတ်တယ်ဟာတန်းကြံမှုတို့တော့ပါတယ်တန်းကြံမှုတို့တိမ့်တိမ့် တိတ်တိတ်မြင့်ပါတယ် တိမ့်တိမ့်မြတ်အေးတိမ့်တိမ့်မြတ်မတွေ့တော့ တိတ်တိတ်မြင့်ရှိတယ် အဲဒေါ်မူးမူးတဲ့ဒေါ်မူးမူးပါနော်ခင်အောင်ရီးမွန်းပါတယ်နော်မျိုးမင်းထွန်းရတော့တောက်လျှောက်ပါနေတော့တာပဲနော်စုစုဝတ်ထွက်တော့မတွေ့ဘူးဒီနေ့မပါ စုစုပါတယ် စားပါ စု တယ် ပါ ဖေ တယ် တပည့်တော် ဟမ် တပည့်တော်တက်ပါတယ်ဖေ ဟောအေးနေအောက်ရ ဒီမှာ တိမ့်တိမ့်မြတ်လည်းရှိသေးတယ်တိမ့်တိမ့်မြတ် မှန်ပါဗျာ သူကအိုး034 034ကဘာပြောတာလဲနော် 0ပါဗျာ 054 ဟမ် 054 54 ဟော054တော့မသိပါဘူးတတိရစီတွေလည်းမုန်းကုန်ပါပြီကဲအဲ့ဒါပစ္စည်းကြံမပြီးမချင်းနော်အပြုဆိုလို့ရှိရင်ဤလို့တာပြန်ပြီတော့အေးအပြုဆိုရင်ဘယ်လိုပြန်မှာတော့ ဤလို့ပြန်ပါမယ်ဗျာ ဤလိုတာပြန်သူ့ဟာသူဘယ်လိုရေးထားတာတုံးမှာပဲအလုံးပဲရေးထားတာအဘိဟူသောဥပဒါရပုတ်တီလို့တော့မပြန်နဲ့ဘယ်လိုပြန်မှာတော့ အပြီးတော့ဘုရားတာပုတ်ဤလို့ပြန်ပါမယ် အဘိဟူသောဥပဒါရပုတ်ဤအဘောအဘအပြုသည်ဟောဒီပြည့်ဤလို့ဒီလိုတို့မပြန်ဘူးလား ညားပါတယ်ဗျာ အဲ့လိုပြန်မှာနော်အဘိဟူသောဥပဒါရပုတ်သည်အဘောအဘအပြုသည်ဟောဒီတွေရောများမနေဘူးလား ညားပါတယ်ဗျာ အဘောအဘအပြုသည်ဟောဒီပြည့်ဤပြည့်ရောမမှန်ဘူးလား မှန်ပါတယ်ဗျာ ဘုံဘုံတို့ကမူလေးချပေးတာလေဘယ်လိုမူချပေးတာတော့ဆိုရင်တုတ်ကိုပြန်တော့မယ်ဆိုရင်တုတ်ရဲ့အပွက်ဘာကိုကြည့်ပါဒီနေ့ချိန်ဘာကိုကြည့်ပါလို့ပြောတာတော့ ဖေဟာ ဘာကိုကြည့်ပါလို့ပြောတာတော့ တုတ်ရဲ့နမိတ်လားဖေ ဩ ဘုဒ္ဓကိုကြည့်ခိုင်းတာ ဘု ပေါ့ ရား လား ကိုကြည့်ပါလို့မပြောဘူးလား တင်ပါဖေဟာ ပြန်တော့မယ်ဆိုရင်ဝုဒ္ဓကိုကြည့်ပါလို့မပြောဘူးလား ပြောခဲ့ပါတယ်ဖေဟာ အေးအမလေးမင်းသမီးကလည်းစိုးနိုင်ပဲကြည့်နေရတယ်ဟေးဝုဒ္ဓကိုကြည့်ပါဒါကြောင့်အဘိဟူသောဥပဒါရပုတ်ဤအဘောအဘအပြုသည်ဆိုတော့ဟောစကားမချောဘူးလား ချောပါတယ် စာသတ်တော်ဂိုင်တို့မချောဘူးလား ချောပါတယ်ဗျာ ဟိုလိုတီးလို့ပြန်ရင်တော့အဲ့ဒါပဂတိကတာအဘိတိပဂတိကတာ မှန်ပါ နော်အဘောဒီဝိကတိကတာပြည့်မသွား ဓမ္မဖြစ်ပါတယ်ဗျာ အဲ့ဒါပဂတိကတာဝိကတိကတာနဲ့ဆက်ရင်ရောမရဘူးလား ရပါတယ်ဗျာ ရပါတယ်ဒါပေမဲ့ကစ္စည်းဆရာတော်ကအာဒေတာကိုငဲ့ကွက်ပြီးတော့စัตถิအတက်ပြန်ပါလို့မပြောဘူးလားဟဲ့ ပြောပါတယ်ဗျာ အဲ့ဒါလေးကိုသာမှတ်ထားပြီးတော့နော် မှန်ပါ အတိတ်ပဲလင်္ကာရောတွေ့သွားပြီလား ပြပါပြီဗျာ တန်းသားဆိုရင်နဲ့တွေ့သွားပြီလားဟောညောင်ရွယ်ကြီးမရှိဘူးဗျအလုတ်သွားပြီတဲ့တူတယ်နော် မှန်ပါ သူကအလုတ်သွားတယ်တဲ့တူတယ်ဟုတ်လားစောတော့သူအရင်ဆုံးတက်လာတာ ဟုတ်တယ်ဓမ္မရတယ်တဲ့ တရားသိမ့်မရဘူးတဲ့ကျန်တဲ့ဘာသာတွေကတော့ကောင်းတယ်တဲ့ငါဒီနေ့စောစောလိုင်းပြောင်းနေရတာစောကြီးဖို့ကဲဒါလေးပြီးသွားရနော်အမောမှာ
မောအဝိပမအခရာတိလို့ပထမနဲ့မပွန်ဘူးလားဟေ့ပထမတနဲ့မပွန်ဘူးလား မှန်ပါတယ်ဗျာ ပထမတနဲ့ဖွင့်တယ်လို့ပဲတဲ့ဒါတုတ်ကတော့အဘိလို့ရေးပေမလို့အာဒေတာကိုငဲ့ပြီးတော့ပစ္စည်းမထေရတော့ရဲ့စတိဝိပတဲ့ဖွင့်ပါတယ်လို့အဲ့ဒါလေးရှင်းမပြဘူးလား ရှင်းပြပါတယ်ဗျာ ဟုတ်ပြီပြီးရောပေါ့ဟဲ့ မှန်ပါ အဘခါနံဟောပြရုပ်တွေကပါလေတော့ စာရုပ်ကသူ့အပေါ်က အဘခါနံ အဘက်ခါနဲ့ဟုတ်တယ်ပုပ္ပတရာတော့အဘက်ခါနဲ့အဘုတ်ကတော့အဘောကတော့ ကဲနိမိတ်ချိန်နဲ့တွက်လိုက်တာတော့ဘုရားအတန်သိရမှာပေါ့အဘခါနံတွက် ကျမဖေဟာ တွက် အ လို့ ဘခါနံကိုအဘိအခါနံဟုပုတ်ဖြတ်၍ကြည်ပြီးတော့အဘောအဘိဟုသောတုတ်ဖြင့်အဘိကိုနောက်အဘောအဘိဟုသောတုတ်ဖြင့်နောက်အာတရနှောင်းသောကြောင့်အဘိကိုအဘပြုပြီးတော့နေဗယံဘာအာတုကအဘခါနံကပြီးပါဗျာ ပုဗ္ဗတပုဗ္ဗတရလောဘောတဲ့အဲ့ဒီမဲ့ရုပ်ရွက်ကလေးပြောမလား ပြောထားပါတယ်ဗျာ ဆိုလေလောက်လေ ပုပ္ပတရာလော ဘု ဘော ရားမ ဆို လို့ခွင့်ပေါ့ဤတရလော ကျ ဘော မ ခြေဗရံကပေါ့တရတရီလောဘံခြေလို့လုံနော် ကျမဖေဟာ ရှိသရခြေပါလို့ပြောတာနောက်တရခြေလို့မရဘူးနောက်တရခြေနောက်ကနမိတ်ရှိသေးရဲ့လား မရှိတော့ပါဖေဟာ မရှိတော့ဘူးလေဒါကြောင့်အချင်းတူမနေဘူးလား တူနေပါတယ်ဖေဟာ တူနေရင်ရှေ့ပဲခြေရတယ်တူနေရင်ဘယ်ပဲခြေရမှာတော့ ရှေ့ကိုပဲခြေရမှာပါဖေ မ ဟာ တူရင် တူရင်တော့နောက်ကိုခြေလို့ရ မတူရင်တော့ဘာကိုခြေပါတော့ နောက်တရာကိုခြေ နော လို့ က် ရ တ ပါ ရကိုခြေမယ်နော်နောက်တရကိုခြေမယ်ရပြီနော်သဘောပေါက်ပြီလား ဟုတ်ပါပြီဖေဟာ ပုဗ္ဗမနောကွယ်တရတရီလောဘံခြေနာကြရင်ပုဗ္ဗမနောကွယ်တရလောဘခြေနေဗရံကတဲ့သလိုမလုပ်ဘူးလားဟေ လောက်ပါတယ်ဖေဟာ တရလောဘောနဲ့တရတရီလောဘံနဲ့ကွဲအောင်လို့တော့တရလောဘောနဲ့တရတရီလောဘံနဲ့ကွဲအောင်လို့အဲ့လိုမဆိုရဘူးလား ကျမဖေဟာ ဟိုကတရလောဘောတုတ်ကရှိသရခြေပြီးရင်နောက်တရကိုပဂတိမပြုတ်ရဘူးလား ပြုရပါတယ်ဖေဟာ အဲ့ဒီအတိပ္ပယ်လည်းခဏခဏမေးပါပြီတော့နော်ဟုတ်တယ်မို့လားဟဲ့ ကျမဖေဟာ ကြိုက်ပြီးရောနော်ဒါဒီတုတ်ကြီးကလွယ်တဲ့တို့ဟိုဆိုတာကနင်းဆိုလိုက်တဲ့အစောအကြီးကို ကျမဖေဟာဣဇောအတိအိစေတတသဗ္ဗတသရေပရေဣဇာတိတောဟောတိပါဖေဟာ အဲ့ဒါဘုဒ္ဓမနေဘူးလား ကျမဖေဟာ ဘုဒ္ဓအပွင့်ကြည့်ပြီးတော့နေအစောအကြီးတုတ်ကလေးပေးစမ်း ကျမဖေဟာဣဇောအတိဆိုတော့နမိတ်ပါထည့်လိုက်မယ်နော်ဖေဟာ ပ လိုက် ရိ ကျန်တာလိုက်ပြီ ဒီမှာဖေဟာပရိနှောင်းသောတရေတရကြောင့်အဒီဟုသောဥပဒါရပုတ်ဤဣဇာအပြုသည်ဟောတိဖြစ်၏ပါဖေဟာ ဟောအတိဟုသောဥပဒါရပုတ်ဤလို့နင်တို့အဲ့လိုမပြန်ဘူးလား ပြန်ပါရဖေဟာ တီလို့ရောပြန်ရင်ရောမမှန်ဘူးလား ဒီဆိုရင်လည်းရပါတယ်ဖေဟာ ဒါပေမဲ့ပစ္စည်းဝုဒ္ဓိကဘယ်လိုဖွင့်ထားလို့တော့ ဒီဥဒ္ဓိကအဒီအိစေတတလို့ဖွင့်ထားပါတယ် ဒီအိစေတတလို့သတ္တိဝိပ္ပနဲ့မဖွင့်ဘူးလား ဖွင့်ပါတယ်ဖေဟာ နော်သတ္တိဝိပ္ပလေးနဲ့ကိုင်မဖွင့်လိုက်ဘူးလား ဖွင့်လိုက်ပါတယ်ဖေဟာ ဖွင့်လိုက်တယ်နော်ဒါကြောင့်အဓိဥပဒါရပုတ်သီလို့ရောပြန်ရင်မရဘူးလားဟဲ့ ရပါတယ်ဖေဟာ ရပါတယ်ဒါပေမဲ့ပဂတိကတ္တဝိဂတိကတ္တတော့မခွဲရဘူးလား ဖွင့်ရပါတယ်ဖေဟာ အဲ့လိုပြီးရင်ဝုဒ္ဓိအပွင့်နဲ့ညီးရလား မညီပါဖေဟာ ပစ္စည်းကိုအဲ့ဒါဝုဒ္ဓိကပြန်ပွင့်တာတုတ်အနဲ့ပြန်တာအောင်ပါဠိတော်တွေကိုအထာဂရာဒီကာတွေကမဖွင့်ဘူးလား
ဖွင့်ပါတယ်ဖေ။ ပွင့်တယ်ပါဠိတော်ကိုအထာဂရကိုတီကာပြန်ပြီးတော့ပံ့ပိုးတယ်လို့ပေါ့ဒါမှအမှန်ရမယ်ဆိုတာကိုင်းသာစာကြည့်ပြီးတော့ဒေါ်အေးမြတ်မှတ်မိပြီလား မှန်ပါမှန်ပြီပါပြီဗျာ နေရတော့နီးရပြီးသားပါအခုဒေါ်အေးမြတ်တော့ကိုပေးတယ်ဒေါ်အေးမြတ်တော့တော်တော်ဆိုကြလားဟိုမှာ ဒီ လဲ ကင် ကိ တော့ တ်မှာလဲသူပဲ မိ ဆို မိလောက်မရဘူး ဟမ် ဒီချိန်လောက်မရပါဗျာ အားရပါပြီပဲဒီချိန်မီးရပါရနေပြီသူပရိသေတောင်ဆိုနေဟုတ်လား မှန်ပါဘူး ရပါတယ်မမလည်းရနေပါပြီ မမကြီးရနေပြီနော်အပမကြီးမြည်လိုက်တဲ့ကဗတ်ပီတိညာဆိုတဲ့အတိုင်းပဲတော်အေးမြတ်နဲ့တော်တော်ရသွားပြီမိုးကလည်းရပြီဒါအစတော့မိုးလေးပဲဆိုရင်ကဲအခုတော့မေ့ပြီလားမသိပါဘူး မလားမမေ့တော့ပါဘူးဖေရ မမေ့တော့ပါဘူးသူကတော့တော်တော်အဆုခံရရှာတာဒီချိန်တော့တော့မခံကြိုက်သွားပြီတော့နော်အဲဇောကြီးကတော့အတိဥပဒါရပုဂ္ဂိုလ်ဘာလို့မှာတော့ဟဲ့ အစ္စာပြုမှာပါဗျာ အဲအစားပြုရမယ်ရုပ်တွက်ကြီးမြင်တယ်နော် မြင်ပါတယ်ဗျာ မြင်တော့တေတဝါဣဝနေတော်အေးဖတ် မှန်ပါဗျာ ဘုဒ္ဓ ဒီ ရေ နာ ဖတ်လိုက် ဟောဤဝန်နေဒီမှန်ပါဗျာဒီစာခေါ်အပိအတိအိစေတိဥပဒကဤဝန်နေပရိအဘောဣဇောဣတိဝုဒ္ဓရူပနာဟောတိဝါအဲ့ဆိုရင်နိမိတ်ကစားရင်ပရိငောင်းတော့ဤဝန်နေဤဝန်ကြောင့်ဒီတိစာခေါ်အပိအတိအိစေတိဥပဒေတိစာခေါ်အပိအတိအိစေတိကြည့်သွားလိုက်ရမလားဖေရ ဟော ဆိုရင်အပိအတိဥကုံတော့ဤဥကုံတော့ဣ အ တိ ဘိအ ဥပ တိ ဒေ အိစေတိအဘိအတိဟူကုန်တော့ မမ နော်အဲ့လိုသွားလိုက်ပေါ့တေစာကောဥပဒက ဒီမှာအော်တိစာကိုမှတ်ပါဗျာအဲ့ဆိုရင်အပိအတိအိစေတိအပိအတိဥကုံတော့တိစာခောဥပဒကဤဥပတာရပုဒ္ဓ ထိုးပါဟဲ့ ထိုး တေး ထိုးတည်တဲ့ထိုး ဒီရတော့ထိုးပဲရ ဒီမှာထိုဥပတာရပုဒ္ဓဒီပါဗျာ ဟုတ်ပြီ ဒီအဘောဣဇောဣတိအဘောဣဇောဥကုန်၍ဗုဒ္ဓရူပါကဗုဒ္ဓဆိုအပ်တာ တော့ရုပ်ရှိကုန်သည်ဝါအချို့နာဟွန်ဒီမဖြစ်ကုန်ပါဗျာ ဒီနဝါယိဝင်နေတော့အဘောအဘိရဲ့ဧဇောအတိရဲ့နှစ်တုပ်ရဲ့အစီရင်ကိုမတားဘူးလား တားပါတယ်ဗျာ အဘဣဇဟုသောဆိုအပ်ပြီးသောရုပ်ရှိဂုံဒီနာဝင်းဒီမပြတ်ကုန်တဲ့သူကအပေါ်တုပ်နှစ်တုပ်ရဲ့အစီရင်ကိုတားမြတ်တာနမိတ်ကလည်းဣဝင်နေပဲတရူပတရတွေပဲမနေဘူးလားဟဲ့ ဒီပါဗျာ နေတယ်နော်ဆိုတရလောဘပရနေယနာနိတဲ့ တရလောဘပရနေယနာနိတရလောဘပရနေယနာဆိုတော့တရ ရှေ့ တရ တ ကြည် ရ ခြင်း ဟောရှေ့တရခြေရမှာဣဝင်ရဲ့ဆိုတော့သုတိတူနေတယ် ဒုတိတုဒီမှာ သုတိတူရင်ရှေ့ခြေပါလို့မပြောဘူးလားဟဲ့ ပြောပါတယ်ဗျာ ဆိုတရလောဘပရနေယနာနိရှေ့တရခြေခြင်း တရားချီခြင်းဆိုရင်ပရနေယနာဆိုနောက် သော တို့ တ တက် ရာတို့ဆောင်ကချင်းတို့သည်နောက်တရတို့ဆောင်ပို့လိုက်အောင်တဲ့ရှေ့တရခြေမှတော့နောက်တရမကဲ့ရဘူးလားဟဲ့
ရပါဘူးဗျာ အဲ့ဒါလေးလေမှတ်ထားတော့သရတရီလောဘနဲ့နောက်ကလူတွေသူကြည့်သူနေရှေ့သရကိုပဲခြေရမယ်သူကြည့်ဆိုတာအသွင်တန်တန်တူတာကိုနော်ဤဝင်ဤဝင်နောင်းနေမယ်ဥဝင်ဆိုရင်ဥဝင်နောင်းနေမယ်အဝင်ဆိုရင်အဝင်နောင်းနေမယ်ဆိုရင်ရှေ့သရကိုဘာလုပ်ပါတော့ စိတ်တော်ခြေပါမယ်ဗျာ နောက်တရကိုတွားကြရမယ်လို့မှရှေ့ရတရနဲ့နောက်ကတရသူတိမတူဘူးဆိုလို့ရှိရင်တော့ဘယ်ကိုခြေမှာတော့ နောက်တရခြေရပါမယ်ဗျာ နောက်တရကိုခြေနောက်တရခြေရင်ကတ်เสียလိုသေးလား မလိုတော့ပါဗျာ မလို့တော့ဘူးနော်အခုအဘိအဓိဆိုတော့ဣတရတွေမနေဘူးလား နေပါတယ်ဗျာ နောက်ကဟိုမှာပြရုပ်တွေကြတော့အဘိစိတံဘယ်လိုပေါ့ဗျာ အဘိအိတ်စီတံပါဗျာ အဘိအိစိတံဆိုတော့အဘိဣသရနောက်ကဣသရ ဟုတ်ပါ နော်အိစိတနော်ဒါလိုမဟုတ်လား ဟုတ်ပါဗျာ ဣသရတဲ့တူးမနေဘူးလား သူ့ပါရဲ့ဗျာ နော်အိစိတဘာတက်ဘာပစ္စည်းတော့ ဣတုတဗျာဣတုတတပစ္စည်းပဲ ဒါပစ္စည်းဣယာကုံမလားဟုတ်လား လာထားပါတယ်ဗျာ ဟုတ်ပြီဣတုတရဲ့ဒါဆိုသာဆစမပြုတ်လား သူ့ပါရဲ့ဗျာဣတုယမုနာမန္တောသောဝါသဗ္ဗတု တဗ္ဗတုဆိုတော့ဒါလိုမလားဘူးလားဟဲ့ ဟုတ်ပါဗျာ ဟုတ်ပြီတူးနေတယ်ရှေးသရခြေနောက်သရကတော့အဘိစိတံလို့မနေဘူးလား နေပါရဲ့ဗျာ အဘိလွန်လွန်ကဲကဲပေါ့နော်အိစိတကဘာလို့သာတာ အဲ့လိုရှိရဗျာ အလိုရှိရ၏ပေါ့နော်တားပစ္စည်းဆိုတော့အလိုရှိရ၏မို့လား မှန် င ပါ န်းင ဗျာ န်းတဲ့အာသာငန်းငန်းတဲ့လူချင်တာပေါ့ဟာ မှန်ပါဗျာ အာသာငန်းငန်းတဲ့ဘာတော့ဟဲ့ လိုချင်တာပါ တဲ့ ဗျာ သားဆိုရင်ညတို့ဒီတဲ့ဇာမှုပဲမအောင်ခြင်းဘူးလား အောင်ချင်ပါတယ်ဗျာ အာသာငန်းငန်းတဲ့ဟုတ်ကဲ့လား ဟုတ်ပါတယ်ဗျာ မဟုတ်ပါဘူးဗျာစန္ဒတွေဖြစ်နေအောင်လူတဲ့စန္ဒဟောအောင်လူတဲ့ဘာတော့ တန်တာပါဗျာ အောင်လူတဲ့စန္ဒဟောအောင်လူတဲ့ဘာတော့ဟဲ့ တန်တာပါဗျာ စန္ဒလို့ကောက်ရတယ်လေဒီအရာကြရင်စန္ဒမကောက်ဘူးလား ကောက်ပါရဲ့ဗျာ အာသာငန်းတဲ့ပစ္စည်းတစ်ခုခုလိုချင်တာကတော့ဒါလောဘ လောဘကိုကောက် လောဘကိုကောက်ဒါကြတော့သာမှုပဲအောင်ကျင်တာဒီဆိုသာမှုပဲခဏခဏမေးပါပြီတော့စန္ဒလို့ပဲရတယ်စန္ဒကိုမကောက်ဘူးလားဟေး သူသာတိပတိကောက်ပါပါတယ် ဟုတ်ပြီကြိုက်သားဆိုရင်နီးပြီအောင်ရင်တော့ကြိုက်တို့ရဲ့ပို့ကျင်တာလေငါလည်းထပ်လုပ်လိုက်ဆရာတော်ပြုံးကြီးနဲ့ဗာဩဝါဒပေးနေတယ်ဆိုတော့ ဟုတ်တယ် တို့တွေးလိုက်လား တွေးလိုက်ပါရဲ့ဗျာ တွေးလိုက်တယ်အဲ့ဒါနဲ့ကိုကပြန် ဘု ပြီ ံဘုံကပြုံးရအောင် နော်ပို့ပြီးတော့ပြုံးမယ်ဆိုတာနော် မှန်ပါပြီ ပို့ပြီးတော့ပီတိတွေပြရတော့မှာပေါ့ကိုလူကြီးအောင် ပါ လာ ရဲ့ဗျာ အောင်လာပြီဆိုပြီတိုင်နေတော့တော့အေးပြင်ဒီအလုပ်ကခမရမဲစောက်ချလုပ်ရမယ်အလုပ်ဟုတ်ကဲ့လား မဟုတ်ပါ မဟုတ်ဘူးလုပ်ရမှာစီးပွားရေးရှာ မှန်ပါပြီ တရားဝင်ဆိုဈေးကူဈေးရောက်နေဆိုရင်ဈေးရောက်ပေါ့ မှန်ပါပြီ အဲကြောင့်ဆူဆူဝင်းထွက် တင်ပါဗျာ နေ့ယောက်ျားမရှိဘူးတင်နေယောက်ျားရိုက်နေအောင်ပဲ တင်ပါဗျာ နော် တော့ပိုင်နေဗျာ ဟမ် တော့ပိုင်နေအိမ်ပိုင်နေ အဖေအမေကြည်စားအောင်လေအလုတ်လုပ်ပေးအောင်လို့ တင်ပါဗျာလုံးပါတယ်ဗျာ အဲ့လိုအလုတ်တွေလည်းအလုတ်ကိုင်းတယ်လေမအားလက်တဲ့ကြားတွေကညတို့လုတ်ဖို့ရကြတာသူက အခု တော် မိုးလေးတော့ဆိုရင်ယောက်ျားဈေးကူပြီးလိုက်ရအခုအဖေကလည်းတခါစောင့်ကြည့်နေရဆိုတော့ဒုက္ခများမအားရှာတော့မဖြေရရှာမဖြေရတော့လည်းပဲအားခဲ့စရာလိုလားဟဲ့မလို လိုပါတယ်ဗျာ စာမကြည့်ဘူးလားဟဲ့
မေကောပါရဗျာ ညက်တာကုန်မလေးစီဒီမသေးမရှင်းလုပ်လို့ရတာ မှန်ပါဗျာ စာဖတ်တဲ့ကုသိုလ်ကမနှဲပါဘူးဗျာ ဟေး မှန်ပါဗျာ ဟုတ်ပြီဘုသန်းကြံဝီလုံနေဟမ်တော့ကြအေးရမောင်းထုံနေပဲဘုသန်းကြံစနေတနေ့ကနေလည်းလာပြီးဝေယဝဆာလောက်ရတယ်သူကအဒီရိတံဘယ်လိုဖို့ရမယ် ဒီရိတံ အဒီဣရိတံမဟုတ်လားအဒီရိတံဘယ်လိုဖို့ရမယ် ဒီ အတိအရိတံပါဗျာ အဒီဣရိတံဆိုတော့ရှိရပါသလားတော့ ဣတတာဣပါဗျာ ဘာသလားတော့ ဥပါဗျာ ဤသရဆိုတော့သူတိတူရဲ့လား ဥပါတယ်ဗျာ အဲ့ဒါကြတူတယ်လို့ပြောရတယ်ဖြစ်ရဌာနချင်းအတူပဲလေ မှန်ပါ တာလူထံမဟုတ်လားသူကဣဝံ တာလူပါဗျာ တာလူထံဆိုတော့ဖြစ်ရဌာနချင်းတူ ဟုတ် တော့ ကဲ့ ဖြစ်ရဌာနချင်းတူတာနော်သလုံးမဟုတ်လားဟဲ့ ဓမ္မဗျာ ဟုတ်ပြီအဲ့ဒါကိုသူတိတူတယ်ဌာနချင်းတူတယ်လို့ခေါ်တယ်အတန်တူတယ်လို့ခေါ်တယ်တရုပတရတဝနတရလို့ဒါပါဠိလိုမသုံးဘူးလား သုံးပါတယ်ဗျာ ဒါလည်းပြောရတယ်ခဏခဏနော်မကျူရရလားနင်တို့ကတန်ကြီးတင်တော့တော့ပြောခဲ့တာပေါ့လေဒါပေမဲ့နင်တို့ကသိမှာပေါ့မကြီးမွဲမကြီးမွဲလေး ဖေဟာ နင်ဖြေပါလေပြောဒီနေ့ဖြေနေအောင် တင်ပါဗျာ နင်ကမဖြေလိုက်ဘူးနော်မဖြေလိုက်တော့နောက်တစ်နေ့ပေါ့နော်ပြီးရောဒါကြောင့်တရာလောဘပရနေယနာနီဒီလိုလေးမလားဘူးလားနဲအဇိနမုတ်တော်အဓိဣနမုတ်တော်အဓိလွန်လွန်ကဲကဲဣနကျွေးမီမုဒ္ဒလွတ်တာတော့တော်အေးမြဲသူကြတော့ဝါဒရာတာတော့အဘောအဘိတုတ်အဇောအတိတုတ်ရဲ့အစီရင်ကိုတားမြစ်သေးလား မတားပါဗျာ မတားတော့ဘူးနော်ဘာပြန်တားတာတော့ဝါဒပြန်ခွင့်ပြုတာလေ တေနာဝါဤဝင်နာ ဒေသဝါဤဝင်နေတုတ်ရတားတာကိုဝါဒရာပြန်ခွင့်ပြုတာ ဝါပြန်ဖွင့်ပြရ ဝါပြန်ခွင့်မပြုလား ဖွင့်ပြပါရဲ့ဗျာ အေးဝါလဲထိုင်စားလဲထိုင်လန်ကန်ခွေးခေါ်နေလန်ကန်ခွေးခေါ်နေဆိုပြီးတော့အဲ့လိုပုံစံမျိုးပဲတုတ်ရင်းရဲ့တားမြစ်ချက်ကိုဝါဒရာပြန်ပြီးတော့ခွင့်ပြုလိုက်တော့ဘီအဘိရိတံအဘိဣရိတံလို့ဒီလိုလေးပြတ်မသွားဘူးလား ဖြစ်သွားပါရဲ့ဗျာ ပစ္စည်းနာမုတ်တော်အဓိဣနာမုတ်တော်လို့ဒီလိုလေးပြတ်မသွားဘူးလား ဖြစ်ပါရဲ့ဗျာ အစိတ်တော်ဘယ်လိုပေါ့ပြမလို့ စိတ်တော်ကအတိအိတ်ထောပါဗျာ အဓိအိတ်တော်အဲ့ဒါအဓိအိတ်တော်ကဣတုဒပဲမဟုတ်လား မှန်ပါဗျာ ဟဲ့ ဣတုတ္တ ဣတုဒ္ဓပဲဗျာ မှတ်တာအဲ့ဒါတွေကလူတယ်ဗျနော်ဟိုတော့ခုနကတော့အဘိစိတံတို့မှာအဘိနဲ့အစိတ်တော်တို့ဆိုရင်ဒါအဓိနဲ့ဓာတ်ပစ္စည်းခွဲတဲ့နေရာမှာအဓိရှိသောအဘိရှိသောဒီလိုဟာတွေသုံးရမှာနော်ဣတုဒ္ဓဆိုတော့ဓာတွင်သားပဲရောက်သွားတာ ထပြူပါဗျာ ဓာတ်ပစ္စည်း ဟောတပစ္စည်းနဲ့ သာရိတန္တပုဒ္ဒဗန္ဒဟန္တာဒီဟိထောလင်းလင်းထွန်းလင်းလင်းထွန်းသာရိတန္တပုဒ္ဒဗန္ဒဟန္တာဒီဟိထောတာပစ္စည်းကိုဓာတွင်နဲ့တကပါမဟုတ်ပါဘူးထားပြုပြီးတော့ဓာတွင်သားကိုခြေတာမဟုတ်လားကလေးတော့ ဟုတ်ချီဒါတုံတာကိုချီ ဓာတွင်သားကိုခြေဒါကိတ်စင်ကြတော့ကြိုင်မကျွမ်းကျင်ဘူးလား တန်းကျင်ပါရဲ့ဗျာ ကိတ်စင်ကြတော့ကျွမ်းကျင်တာဗောကိတ်သာမတင်လို့ကတော့ဘာကြဘာပစ္စည်းဆိုတာသိပါမလား
မသိပါဗျာ မူရင်းသူမပိုင်ပုဒ္ဓမနိုင်မူရင်းကိုလည်းသူကမနိုင်ဘူးတဲ့ပုဒ္ဓကိုလည်းပဲမခွဲပြတတ်ဘူးလို့ပြောတာနော် ဟုတ်ပါ ဟုတ်လားမူရင်းသူမပိုင်ပုဒ္ဓမနိုင်ဒါကြောင့်မလို့ကစီတုတ်စင်နော်တုတ်ဝုဒ္ဓိတွေကြက်ကြတုတ်ဝုဒ္ဓိတွေကြက်ကြနောက်ဆုံးဝုဒ္ဓိမကြက်နိုင်သည့်တိုင်အောင်တုတ်စင်လေးတော့ရအောင်လုပ်ကြလို့ဒီလိုပြောရတာပေါ့နော်ဟုတ်လားကွာဓာတ်ပစ္စည်းပုတ်ဝယ်ရှုပ်လေသူမရှင်းလို့ဟာဓာတ်ပစ္စည်းအကွဲခိုင်းရင်တော့ဓာတ်ပစ္စည်းပုတ်ဝယ်ပုတ်ဆိုတာတော့သမပုတ်တရိပ်ပုတ်ဒါခွဲရတာဒါသမပုတ်လားဒါတရိပ်ပုတ်လားလို့မခွဲရဘူးလား ဆွဲရပါတယ်ဗျာ ဓာတ်ပစ္စည်းပုတ်ဝယ်ရှုပ်လေသူမရှင်းလို့မူရင်းသူမပိုင်ပုဒ္ဓမနိုင်မူရင်းမသိလို့ရတော့ရင်အဲ့ဒါတွေအကုန်သိပါမလားဟဲ့မသိပါဗျာဟောမသိဘူးအဲ့ဒါကြောင့်မန္တလေးဆရာတော်ကြီးကအဲ့ဒါကြောင့်နေလို့ဆုံးမခဲ့တာမန္တလေးဆရာတော်ကြီးရဲ့ဆုံးမစကားတည်ပြီးတော့ဟုတ်တာပဲဟုတ်နော်တည်ပြီးတော့မှန်တာပဲကိုကြိုက်ပြီးတော့ ဗျာတပည့်တော်စောင်းပြောနေတယ်လို့ဗျာ ဟမ်ဘယ်သူလေးတော့ နင်းယူဆွေ အော်နေယူရနေမဆောင်ပါဘူးခဲ့ သူလည်းပါပါရဲ့ ဟုတ်ကအကုန်ပြောတာပါမဆောင်ပါဘူးခဲ့နေကအခုမှသင်္ကာလိုက်နားထောင်လို့ဟုတ်လားဟဲ့ဘဝလူတွေအတင်းသင်ပြီးလို့မေးနေတာဘဝလူတွေကဂိတ်လည်းသင်ပြီးသွားပြီလေတမတ်လည်းပြီးတရိပ်လည်းပြီးတော့ဒါတရိပ်ပုတ်လားဒါတမတ်ပုတ်လားဒါဂိတ်ပုတ်လားဒီလို꿰ရတော့ပါလေနေကအခုမှစားမီးတော့ရှိသေးတာကိုနေယူဆိုရအာမ တင်ပါဗျာဘာမသိဗျာ အောင်ပါအောင်ပဲနေကနံကိုအသာနေတင်ရအောင်ပါလေဟုတ်လားနံတို့တန်ကြီးတို့သာတင်ရအောင်ဦးမလေးနားတော်မှာမြရသွားမှာနော်ဒါပေမဲ့တုတ်ကလေးတွေဖတ်နော်တုတ်တွေကိုဖတ်များဖတ်ကြားလား တင်ပါဗျာ များဖတ်ဘာလဲတော့ဟဲ့ဆရာတော်ဖရာတဲ့ဘာဆိုလားအဲ့ကလေးရောက်တော့ဆရာတော်ဖရာတဲ့မက်ဆေ့ပို့တာတဲ့ဆရာတော်ဖရာဆိုအခုရောက်သွားပြီကြိုက်သားထားပါတော့တင်းသားပါဤဝင်နေပြီးသွားပြီမို့လားအစိတ်တော်သာဓာတ်ပစ္စည်းကွဲပါဆိုရဲ့နီရှိတ်ဘယ်လိုကွဲပါတော့ ဗျာ ဘယ်လိုကွဲပါတော့ အစိတ်တော်ကအဒီအိတ်တော်ဗျာ ဟုတ်တယ်လေဓာတ်ပစ္စည်းအခွဲခိုင်းတော့ ဟောကိတ်ကလားဗျာကိတ်ကသိမ့်မရဘူးဗျာ ဒေါ်အေးမြခွဲကြဒေါ်အေးမြဟောအဒီရှိရှိတော့ဤသူဓာပစ္စည်းဤအာကုံဤသူအလွန်လိုချင်တာလေအကြီးကအလွန်ဆိုတဲ့အနဲ့လွန်ကဲလိုချင်တာပေါ့ဘာလိုချင်တာတော့လုံးလုံးကဲ လွန်ကဲကိုလိုချင်တာကဲဒါပဲထားတော့နင်တို့အလုပ်သွားကြမှာငါသိနေဟိုလူခေါ်မရဒီလူအော်မရဖြစ်နေအလုပ်လုပ်ကြတော့ တင်ပါဗျာ နော်ဟုတ်ပြီ တင်ပါ တော်ပြီနော် မမဗျာ